ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နိုးတို့ရဲ့ Queen Channel သူ channel လေးကနေကြိုဆိုလိုက်ပါရင်နော်။နိုးကတော့ဒီ channel လေးမှာတင်ဆက်ပေးနေတဲ့တင်ဆက်သူနိုးပါပဲရှင်။နိုးဒီမှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ချစ်ရတဲ့တခင်ဆိုတဲ့ဘီယန်ဇာတ်လမ်းကောင်းလေးအစဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဇာတ်လမ်းကောင်းလေးမလို့ပရိသတ်များနိုးနဲ့တူတူလိုက်ပါနားဆင်ပေးပါအောင်ရှင်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်တော့မယ်နော်။ကင်ထဲရပြလာပါပြီဒေါ်လေးရဲ့အော်တန်ကြောင့်ထဲရောင်ရေချိုးကန်းထဲမှာအဝိတ္တိလျှော်နေရင်မှအမြန်ပြေးထွက်ခဲ့မိပါတယ်ဟဲ့နင်းကငါဘာပြောထားလဲဟန်ဆောင်ကောက်ကောက်မွန်ဆက်ဆက်မှလို့ပြောထားရမလားယောက်ျားပဲပခုံးလေးဖက်လက်လေးကယုံနဲ့ဘဝမပြတ်သွားအလကထိုင်စားနေတဲ့ကောင်ကငါတို့စီးပွားလာဖြတ်နေရလားဟမ်ထက်တောင်းမှန်ပါတယ်ဒေါ်လေးအကိုဟန်ဆောင်ကထက်တင်မောင်လာကန်လို့ထက်မကြိုက်ဘူးလို့ပြောမိတာပါဟဲ့ကောင်နင်းကငါဘာလို့ရသေးလို့လဲအာရှိမျက်ရည်ကျဖို့ပဲယောက်ျားမဟုတ်တဲ့အတိုင်းပဲစိတ်ကုန်နေထက်တောင်းမရတော့လေငိုးမနေနဲ့ဖေးရရှုံးရတဲ့ထိနင်းရတမျိုးနင်းကြောင့်လေငါလက်တိတ်နေရအကောင်ရင်နင်းအထုပ်တွေပြင်ထားမနှက်ပြန်သွားเสียရှိရဲ့ဟုတ်ထက်ပြင်ထားပါမယ်ထဲရောင်အိမ်ထဲဝင်လာခဲလိုက်ပါတယ်ပြီးတော့အဝတ်တွေပြင်ပြီးကြံသေးရဲ့အလုပ်တွေကိုဆက်လုပ်နေခဲ့ပါတယ်ကင်ထဲအောင်နင်မပြီးသေးဘူးလားပြီးပါရဲ့ဒေါ်လေးလာနောက်ကြတော့မယ်ဟုတ်ကဲ့ထက်လေဒေါ်လေးခေါ်တဲ့နေအောင်ကားကြီးပေါ်တက်ပြီးလိုက်လာခဲ့ပါတယ်ထက်တခါမှကားမစီးဘူးတာကြောင့်ထက်အခုလိုကားစီးရတော့ပျော်မိပါတယ်ကားကြီးကနန်းတော်ကြီးတစ်ဖွဲ့ခန်းနာလွန်းနဲ့အင်ကြီးတစ်ခုမှရှက်သွားခဲ့ပါတယ်ပြီးတော့ဒေါ်လေးကထက်ကိုစင်ဟိုမှာဘာပြဿနာမှမရှာနဲ့နော်ဟုတ်တော်လေးအိမ်ထဲရောက်တော့ခံညာလွန်းနဲ့ကိုတယောက်ကခုံပေါ်မှာချီချိတ်ထိုင်နေခဲ့ပါတယ်ရောက်လာပြီလားလာထိုင်ကြဟုတ်ကဲ့ပါသခင်လေးဒေါ်လေးကသူ့ကိုခေါ်လို့အဲ့ဒီကိုထိုင်နေတဲ့ခုံရဲ့ရှေ့ကကျမ်းမြင့်ထက်မှာကိုလေးထိုင်လိုက်ပါတယ်ပြီးတော့အဲ့ဒီကိုကစကားဆပါတယ်မင်းအသက်ဘယ်လောက်လဲထက်ကိုမေးရလားယင်မင်းကိုမမေးလို့ဘသူ့ကိုမေးရမှာလဲဟုတ်ထက်အသက်က73နှစ်ပါမင်းအလုပ်ရောကောင်းကောင်းလုပ်နိုင်ရဲ့လားဟုတ်ထက်အလုပ်လုပ်နိုင်ပါတယ်ကောင်းပြီသွားတော့ခမရဲ့တူထားပြီးသွားလို့ရပြီဟန်ရောင်းစီမှာပတ်စံရှူသွားနောက်ထပ်ကျုပ်တို့နဲ့ထပ်လာမပတ်တတ်နဲ့ဟုတ်ကဲ့ပါသခင်လေးကျေးဇူးပါမလို့ဂျွန်ကြောင်ကူရဲ့ဩဇာညောင်းတဲ့အတန်းကြောင့်ရှေ့ရမိန်းမမှာအမြန်မြန်ထားသွားလိပါတယ်ထဲရောက်မှတော့ရှေ့ရလူကိုကြည့်ရင်အနှဲငယ်တုံလုံးမိပါတယ်ထဲရောက်စိုက်ကြည့်နေတဲ့မျက်ဝန်းတို့မှာပကတ်ရီအေးဆက်လွန်းနေရကြောင်းထဲရောက်မှအသက်ပင်မရှူရတဲ့အထိပါမင်းကကင်ထဲရောက်တော့ဟုတ်ပါတယ်ကိုဟာငါမင်းကိုလေသိန်း100နဲ့ဝယ်လိုက်ပြီအခုမင်းကငါးရိတ်ကြုံမယ်မင်းကတခင်လို့ခေါ်ရမယ်ငါခိုင်းတာမှန်သမျှမင်းလုပ်ရမယ်မင်းအပြစ်လုပ်ရင်တော့အစိုးဆုံးအပြစ်တွေကိုခံရမယ်ကြားလားဟုတ်ထက်ကြားပါတယ်တခင်ကောင်းနေဟန်ဆောင်သူ့အတွက်ငါအခန်းပေးမှစီစဉ်ပေးလိုက်ဟုတ်ကဲ့တခင်လေးထဲရောက်ကျွန်တော်နဲ့လိုက်ခဲ့ပါဟုတ်ကဲ့ထဲရောက်ကိုလေးလိုက်လာခဲ့ပါတယ်အင်ကြီးရဲ့ကြီးကျယ်မှုဟာငကိုရရမှတိမ်ငယ်နေတဲ့သူ့ရဲ့စိတ်တို့ပိုဆိုးကြဆင်းစေပါတယ်ရင်ထဲမှာကိုကျွန်တရားဆိုတာသိရတဲ့အခါအနှင်းငယ်ကြောက်မိပါတယ်ဒါမဲ့တခင်ကဒေါ်လေးလောက်တော့ဆိုရမယ်မထင်ပါဒါကြောင့်ထဲရောက်စိတ်ကိုတင်းကအတက်နိုင်ဆုံးအပြစ်မလုံးမိအောင်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်ထဲရောက်နေရမှာဒီအခန်းမယ်လူရာရှင်ကျွန်တော်ကိုပြောပါဟုတ်ကဲ့အကိုဟန်ဆောင်ကသူ့ကိုထားကပြန်ထွက်သွားပါတယ်ထဲရောက်လေအခန်းထဲကိုလိုက်လံကြည့်ရှုမိပါတယ်ကျွန်တယောက်အတွက်လှုပ်ပေးထားတဲ့အခန်းကတော့ဒီလောက်ခန်းနားလေးပါတယ်အခန်းတစ်ခုလုံးခန်းရအောင်နုကိုသာတုံးထားပြီးအေးရခင်းနဲ့အသုံးဆောင်ကြမ်းခင်းရအစားခန်းရအောင်နေကြီးတွေဖြစ်ပါတယ်ရေချိုးခန်းကိုကြည့်မိတော့သူ့အိမ်ထပ်ပင်ကြီးနေသေးပါတယ်တခင်ကတကယ်ကိုကြီးကျင်လိုက်တာလို့ထဲရောင်သွေးမိပါတယ်ထဲရောင်ရေချိုးရန်အဝတ်တို့တလွာချင်းချွတ်ချလိုက်ပါတယ်ပြီးတော့ရေချိုးခန်းထဲမှာရေပန်းအောင်ဝင်ရလိုက်တဲ့အခါစိတ်ပင်ပန်းမှုတွေအနှဲငယ်တတ်တာလာရပါတယ်ထဲရောင်ရေချိုးပြီးအတော်လေးလန်းဆန်းသွားတာမို့အောက်ဆင်းကဘာလို့ရမယ်ဆိုတော့မီးရန်ပြင်းပါတယ်ထဲရောင်အောက်ထက်ရောက်တော့တခင်ကအဲ့ဒီနေရာမှာထိုင်နေတော့မှတခင်အနာသွားလိုက်ပြီးကျမ်းပြင်ထက်ဖွားဖွားလေးထိုင်လိုက်မိပါတယ်
တခင်ထရဒီအိမ်မှာဘာလို့ရမှလဲအခုလိုကို့အသိစိတ်နဲ့မေးလာတာကောင်းတယ်မင်းလို့ရမှာငါရဲ့ဝေယဝိဆတွေပဲငါခိုင်းတာလုပ်ပြီးငါအမေကိုနားခဲရှုံမယ်ကိုနဲ့မဆိုင်တာဝင်မပါနဲ့ငါစားဖို့ချက်ပြုတ်ပေးရမယ်ငါရေချိုးဖို့လုပ်ပေးရမယ်ငါအဝတ်တွေကိုမင်းမဲလျှော်ရမယ်မင်းမဲမိကိုတိုက်ရမယ်ငါအလုပ်တွေကိုမင်းလုပ်ရမယ်ငါခေါ်ရင်ချက်ချင်းလာငါအမိလွန်ဆန္ဒမျိုးမလုပ်နဲ့မနက်ကို6နာရီထရမယ်ပြီးရင်ငါ9နာရီလာနှိုးရမယ်တခင်ရဲ့အမိစကားတို့ထဲရောက်မှတ်သားထားလိုက်ပါတယ်ရှင်ထဲမှာလေတခင်ရဲ့အရာရာနေရာယူလာခဲ့ပါတယ်တခင်ကိုကြည့်ရင်ရှင်ထဲမှာခုံလုံးမှုကထင်ရခက်လာပါတယ်ထဲရောက်တခင်ကိုကြောက်နေမိတာနေမယ်လေမနက်ခင်းရဲ့နေရာကမျက်ဝန်းတို့စိုးဝါထိုးလာတဲ့အခါမှာတော့ထဲရောက်နှိုးထလာခဲ့ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေပြီးအောက်ပိုင်းမှာလည်းအတော့နာကျင်နေရပါတယ်ခန္ဓာကိုယ်အနှံ့မြင်မကောင်းစွာရှိနေတဲ့နီညိုအောင်အမှတ်သားများမှာထင်ရှားစွာထဲရောက်တယောက်အာယူထားလိုက်ပါတယ်ဘေးဘီဝဲရအောင်ကျင်းပြီးတော့ဗလာချင်းခန္ဓာကိုယ်နဲ့ခါအောက်ပိုင်းကိုစောင်းနေခြုံထားသောအမျိုးသားတယောက်ပါတီးကြစွာပြောရရင်သူသိချရတဲ့တခင်လေးမင်းညအကြောင်းအရာများခေါင်းနဲ့အစီပြန်ဝင်လာခဲ့ပါတယ်အမူးလိုနေတဲ့တခင်ဆိုဟေးဆိုတဲ့ညဉ်းယူတမ်းများတခင်စရာရင်းခဲ့ရတဲ့ခန္ဓာကိုယ်တိတ်ကိုနာကျင်စရာကောင်းခဲ့ပါတယ်တခင်နာသိရင်ပိုနာကျင်ရမှာအမြဲလိုနှိမ်ချဆက်ဆံခဲ့တဲ့ကျွန်းတယောက်နဲ့ဆက်ဆံမိခဲ့တဲ့ဆိုတဲ့ခံစားချက်ကတခင်အတွက်ဆူရလုံးနေမှထယောင်းသိပါတယ်တခင်အိယာပေါ်မှာအသာထပြီးအခန်းထဲသို့ပြန်လာခဲ့ပါတယ်ရေချိုးခန်းထဲဝင်ကရေပန်းအောင်ဝင်ထန်လိုက်ပါတယ်အတွေ့တို့ကလွန်ခဲ့တဲ့9နှစ်ကျော်သို့ပြန်လည်ရောက်ရှိသွားပါတယ်ထဲရောက်နိုးလာလို့နာရီကြည့်တော့မနက်9နာရီဒေါ်လေးအိမ်မဆိုရင်မနက်4နာရီထားရတာမို့အခုသူနိုးနေရနောက်ကြတယ်ပြောရမယ်လေမနေ့ကသခင်ဆိုသူရဲ့အေးဆက်မျက်ဝန်းများကြောင့်ထဲရောက်အိမ်မရခဲ့ပါဒါကြောင့်လေသူအိယာထားနောက်ကြနေခြင်းမှာဒါမဲ့သခင်ကမနက်6နာရီထားရမယ်လို့ပြောထားတာကြောင့်သူ့တာဝန်ကိုနောက်ကျနေတော့မဟုတ်ပါထဲရောက်ထကရေချို့ဝေစားလဲပြီးအောက်ထပ်သို့ဆင်းလာခဲ့ပါတယ်အကိုဟန်ဆောင်ပြီးတော့သခင်ကမနက်ဆိုရင်ကော်ဖီခါတစ်ခွက်နဲ့ပါမုံမီးကင်ကိုယူတော့ကစားတတ်တယ်တဲ့သခင်အတွက်မနက်စာပြင်ပြီးနောက်နေ့လယ်စာအတွက်ရေခဲတတတွေကြည့်ပြီးတော့အမဲသားတွေတွေးလိုက်ရပါတယ်သခင်အတွက်အမဲသားကိုမထူးမပါလိကကြော်လိုက်ပြီးချင်းပေါရွက်ဟင်းရီကိုပါတခါလေးချက်လိုက်ပါတယ်သခင်ကဟင်းသုံးလေးမျိုးပါမှစားတတ်တယ်ဆိုတာကြောင့်ကြက်သားအချိုချက်လေးချက်လိုက်ပါတယ်ကစုံရဲ့ကြော်လေးပါကြော်လိုက်ပါတယ်ဟင်းနေအစင်သစ်ဖြစ်လို့နားရီကြည့်ပြီးတော့7နာရီကြော်နေပြီလေတခင်အခန်းထဲဝင်ကတခင်ရေချိုးပြီးရင်ဝတ်ဖို့အဝေစာထုတ်လိုက်ပြီးရေချိုးခန်းထဲသို့ဝင်လာခဲ့လိုက်ပါတယ်သွားတိုက်တန်ကိုစေးကသွားတိုက်စေးထည့်ပြီးရေချိုးရန်ရေမနွေးတနွေးလေးဆက်ပေးလိုက်ပါတယ်တခင်ကရေအရန်နွေးမကြိုက်ဘူးဆိုတာကြောင့်မှပြန်ထွက်လာပြီးနားရီကြည့်တော့7နာရီခွဲနေပြီမို့တခင်ရဲ့အဝတ်တွေကိုဆက်ပြနဲ့စိန်ထားလိုက်ပါတယ်တခင်ကသူ့ကိုယ်တိုင်လျှော်ရမယ်လို့ပြောထားတာကြောင့်မှပြီးတော့အပေါ်ပြန်တက်လာခဲ့ပါတယ်9နာရီလေထိုးနေပြီမို့တခင်ကိုနှိုးရပါတယ်တခင်9နာရီထိုးပါပြီထပါတော့အင်းဆိုပြီးဟိုဘက်လက်ကပြန်အိတ်သွားတဲ့တခင်ကြောင့်ထဲရောက်မှတော့ဆက်နိုးရမလို့အောက်ပဲဆင်းရမလို့နဲ့မနိုးလည်းမဖြစ်တာမို့စိတ်တို့စုစီကထနိုးဖို့ကြိုးစားမိပါတယ်မောင်အဲ့ဒီအတန်ထဲရောက်စီမှာမဟုတ်ပါအမျိုးသမီးတူးစီမှာဖြစ်ပါတယ်မောင်ကတော့ကွာအခုထိမထသေးဘူးလားမောင်ကြီးထားတော့လေကွာဒီကကလေးသွားတော့နော်မောင်တို့ပဲနှိုးလိုက်တော့မယ်ဟုတ်ကဲ့ထဲရောက်ကအမည်မသိသူအမျိုးသမီးကိုကြောခိုင်းကအောက်ထပ်သို့ဆင်းလာခဲ့ပါတယ်သူတို့ဘလို့ကြံခဲ့မယ်ထင်ရောက်မသိပါမောင်ကြီးထတော့လို့ဆိုဟေးကိုထပြီနော်ဟုတ်ရင်မြန်ချို့နော်ဆိုဟေးစောင့်နေမယ်ဟုတ်ပါပြီဗျာကြောင်ကိုရေချိုးခန်းထဲဝင်လာတော့အသင်ရှိနေတဲ့သွားတိုက်တန်လေးနဲ့ဆက်ထားတဲ့ရှည်လေးမျက်နှာသွားတိုက်ပြီးဂျေးပါတခါလေးချိုးလိုက်ပါတယ်ရှည်ဆက်ထားတဲ့ရေချိုးကန်နေရရှည်လေးတွေကတော့အထီးကျန်စွာပါကြောင်ကိုကမြန်ပြီးစီရန်ရေပန်းဖြစ်တာချိုးသွားခြင်းမှာရေချိုးကန်ထဲမှာထွက်လာတော့ဆိုဟေးကကနေမော်ချီချိတ်ထိုင်နေပါတယ်ခရော့တော့အဖြူလေးနဲ့စတိုင်ပန်းအနက်လေးကိုတွဲဝေထားတဲ့သူမအသက်25နှစ်အရွယ်ပေမဲ့စေကျော်တက်လေးလိုလှပပါတယ်ကြောင်ကိုမှာအသက်23နှစ်ဖြစ်တော့လေအရာရာစီမံခန့်ခွဲနိုင်တဲ့ဥက္ကရာတယောက်ဖြစ်တဲ့ပြင်
အာရှတိုက်အတွင်းရှိစီးပွားရေးလုပ်ငန်းအတော်များများကိုပိုင်ဆိုင်ထားပါတယ်။အာရှရဲ့ထိပ်တန်းစီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ဂျောင်ကူမှာအတန်းစားပေါင်းစုံမှာမိန်းမများရဲ့မျက်စိကျခြင်းကိုခံရတော့လေကင်ဆိုဟီဆိုတဲ့အမျိုးသမီးနဲ့သာချစ်သူဖြစ်ခဲ့ပြီးအခုဆိုချစ်သူတက်တန်းမှာ3နှစ်ကျော်ဖြစ်ပါတယ်။ဆက်ရှင်နဲ့အရွယ်မှာပဲမိဘနှစ်ပါးလုံးဆုံးသွားခဲ့ပြီးလုပ်ငန်းအလုံးဦးဆောင်ခဲ့ရပါတယ်။အောက်ထပ်ရောက်တော့ထေရောင်းကထမင်းစားစပွဲမှာမတက်ရက်လျက်သူတို့စောင့်နေခဲ့ပါတယ်။သူလည်းဝင်ထောင်လိုက်ပြီးမောင်ဒါမောင်တက်ဝယ်လိုက်တယ်ကျွန်းလေးဆိုတာလားဟုတ်တယ်ကော်ဖီကမင်းဖြော်ထားတာလားဟုတ်ထဲဖြော်ထားတာပါမစိုးကောင်းနေတော့မောင်မစိုးပါဘူးတခင်ကစကားနဲပါတယ်မနှက်စာစားနေချိန်တွင်တခင်ကောင်မလေးကစကားပြောပြီးတခင်ကတော့အနှဲငယ်သာပြန်ပြောပါတယ်ထဲရောင်းကတော့အဲ့ဒီအမျိုးသမီးကိုအားကြပါတယ်အကြောင်းကတော့အဲ့ဒီအမျိုးသမီးပေါ်ကြည့်ရဲ့တခင်ရဲ့အကြည့်တွေမှာတကယ်ကိုကျင်နာရှိတန်းနေပြီးသူမလွဲရင်တော့ဘေးကသူ့ဝင်မမြင်တဲ့အထိပါတခင်ရဲ့မျက်ဝန်းတို့ကသူမထဲမှာပါမနှက်စာစားပြီးအလုတ်သွားဖို့ပြင်နေတော့တခင်ကိုထဲရောင်းစကားစားလိုက်ပါတယ်ဟုတ်တခင်ထဲနေလေကြရင်ဒရိုင်ဘာနဲ့နေလေစာပို့ခိုင်းလိုက်မယ်နော်မလို့ညားစာပဲချက်နေလေစာမှားစားလို့ရတယ်ဟုတ်ထဲကချက်ပေးနေပြီဒါဆိုလဲပို့ခိုင်းလိုက်နောက်နေမချက်နဲ့ဟုတ်ထွက်သွားတဲ့ကြောပြင်ကိုထဲရောင်ငေးကြည့်နေမိပါတယ်ကလေးတတကောင်းလေးပင်ပဲထဲရောင်တခင်နဲ့တွေ့ရင်ရှင်းခုံပါတယ်ဒါအချက်လားထဲရောင်မသိပါဒါမဲ့ထဲရောင်တခင်နဲ့ရှိနေရရင်ပြောပြီးတခင်ကိုမတွေ့ရရင်ဝမ်းနေမိပါတယ်ကြောင်ကူနေလေစာစားရင်ပြန်နေခြင်းမှာဒရိုင်ဘာလာပို့သွားတော့ထမင်းဘူးလေးကိုဖွင့်ပြီးတလှုပ်စားကြည့်လိုက်ပါတယ်စားကောင်းသားပဲကြောင်ကူကိုပင်သတိမထားမိလိုက်ပဲချီချူမိသွားပါတယ်ထဲအောင်ထည့်ပေးလိုက်တော့ထမင်းနေရောဟင်းနေပါအကုန်စားပြစ်လိုက်ပြီးအလုတ်ဆက်လုတ်နေလိုက်ပါတယ်သခင်လေးဝန်ထမ်းနေရုံးဆင်းသွားပါပြီသခင်လေးရောပြန်တော့မလားကျွန်တော်ကားထုတ်လိုက်ရမလားဟန်ဆောင်ပြောမှနားရီကြည့်မိတော့ရုံးဆင်းချိန်မီရှောင်းနေဖြတ်ပါတယ်အလုတ်ထဲကိုအာယုံစိုက်ထားတာမလို့အချိန်ကြီးကုန်သွားတော့သတိမထားမိပါမင်းကားပေါ်ပဲစောင့်နေလိုက်ငါဆင်းလာခဲ့မယ်ဟုတ်ကဲ့ပါသခင်လေးဟန်ဆောင်ထွက်သွားတော့မှကြောင်ကူလည်းယူစရာရှိရရှုပြီးလိုက်လာခဲလိုက်ပါတယ်အိမ်ပြန်ရောက်တော့ထွက်ကြလာတဲ့ထဲရောင်းကလက်ထရအိတ်ကိုရှုပြီးအပေါ်တက်ကပြန်ဆင်းလာခဲ့ပါတယ်တခင်ထဲအေးဖြော်ပေးရမလားတခင်မောလာတာဆိုတော့လေအေးကောင်းတာပဲရော့ဒီထမင်းဘူးပါရှူသွားလိုက်ဟုတ်ထဲရမိဖို့ကြောင့်နဲ့ဝင်လာခဲလိုက်ပါတယ်ထမင်းဘူးလေးကိုဖွင့်ကြည့်ချိန်မှာတော့အပျော်တို့ကအတိုင်းမသိပါတခင်ကထမင်းဘူးကိုကုံအောင်စားလာတာပဲဟီးပြောလိုက်တာဒါမဲ့မနှက်ပြန်ဆိုရင်ထဲမပေးရတော့လေအာတခင်ကိုအေးဖြော်ပေးရအောင်ပါပဲငားတော့လေစုခံရတော့မှာပဲထဲအောင်လဲစကားတပြောပြောနဲ့အေးကိုအမြန်ဖြော်ကယူလာပေးလိုက်ပါတယ်မင်းရလေနော်အေးလေးတခါဖြော်တာကြာလိုက်တာမင်းမတခါလေအေးဖြစ်သွားပြီလားလို့ဟိတခင်ကလေသွားလှုပ်ရှာသွားလို့တော့ဟုတ်ထဲအောင်လဲအဲ့ဒီနေရာမှာထွက်လာလိုက်ပြီးသူလှုပ်ရှာရှိရဲ့အလုပ်တွေကိုလုပ်နေပါတယ်အချိန်တန်ကြာတဲ့အခါမှာတော့ကင်းထဲအောင်ဗျာလာပြီတခင်ထဲကိုဘာခိုင်းစရာရှိလို့လဲငါ့ကိုရှေးလာတော့ပြီဟုတ်ထဲအောင်ရှေးတော့ပြီးနေတော့မြေလာတဲ့ဖုန်းကိုတခင်ကကန်လိုက်ပါတယ်ထဲအောင်မြင်လိုက်ပါသေးတယ်တခင်ရဲ့အပြုံးရရဲ့ကိုလေပြောလေဆိုဟေဟာကိုလည်းလွမ်းနာပါပဲကွာအာဒီကောင်မလေးမောင်လာချွဲနေတယ်ကြည့်ပြောပါအောင်ဘာလို့ချင်လို့လဲဟုတ်ပါပြီခမရလေးတဘောတိုင်းဖြစ်စေရမယ်ဟုတ်ပြီလားဒါဆိုဒါပဲနော်ချစ်တယ်မွတခင်ရဲ့စကားတို့ကထဲရောင်းရှင်ကိုသေမလောက်နာကျင်စေပါတယ်ရှေတုပ်ဆိုတော့ရှေပဲတုပ်နေချောင်းရင်လေအဝေးလဲပြီးတော့လေဟာတကယ်ပါပဲအကုန်လိုက်ပြောနေရတယ်ဟုတ်ထဲသားမမာတယ်မျက်လို့ဟုတ်ထဲရောင်လေးချောင်းကိုအင်ကြီးလဲပေးပြီးတဲ့နောက်မှာတော့ထဲရောင်ကြောခိုင်းကထွက်သွားလိပါတယ်ထဲရောင်လေးငိုငိုင်ဖြစ်တာကြံခဲ့ရပါတယ်ထဲရောင်ရဲ့ဝဲဘက်ရှင်အိုတွင်မှာအဆိုင်ခဲလေးတစ်ခုကတော့တစစ်စစ်ကြိုက်ခဲလို့နေပါတယ်နောက်နေ့မှာတော့ထုံးစံတိုင်းထဲရောင်မှာသူ့ရဲ့အလုပ်တင်နေတာလဲပတ်နေပါတယ်ဂျောင်ကိုအိမ်ရထားပြီးနောက်မှာတော့ဂျောင်ကိုအတွက်ထဲရောင်လုပ်ပေးထားတဲ့မနက်စာကိုစားပြီးအလုပ်သွားရင်ပြန်ပါတယ်
ဂျောင်ကူကစကားစားလိုက်ပါတယ်ထမင်းဖို့တခါလေးယူသွားလိုက်မယ်နေ့လယ်မှဆိုအလုံးရှုပ်လို့ဟိုလေဟိုထမင်းဖို့ကလေတခင်မဲနေ့လယ်စာမယူဆိုလို့ထမင်းမချသေးဘူးနေ့လယ်မှချက်မလို့ဟာအဲ့ဒါမနေ့ကဒီနေ့ကဒီနေ့ဒါဆိုလဲအခုချက်ပြီးနေ့လယ်လာဖို့ခန့်လိုက်ကြလားဟုတ်ထွက်သွားတဲ့ဂျောင်ကိုရဲ့ကြောပြင်ကျဲကိုငေးကြည့်နေရဲ့73နှစ်အရွယ်ကောင်လေးတယောက်နှစ်ပေါင်းများစွာတည်းအဲ့လိုငေးကြည့်မြင်ငေးကြည့်နေခဲ့မယ်ဆိုရင်ဂျောင်ကိုအလုပ်ရောက်တော့ဆိုဟေးကရှောင်းနေဖြစ်ပါတယ်ဆိုဟေးကမောင်ဆိုဟေးပြောထားရလေမောင်ခုမနှက်ပါအေးကြီးမီတင်ရှိလို့အဲ့ဒါပင်ကြံတဲ့အချိန်ကြီးဆိုဟေးအတွက်ပဲဟုတ်ပြီလားဟေးညားကြိုင်လေဘာသွားအောင်မနော်ဟုတ်ပါရဲ့ဗျာမောင်မမတဘောဟေးဂျောင်ကိုရင်ခွင်ထဲဝင်ကချွဲတဲ့အမျိုးသမီးလေးကိုပြုံးကကြည့်နေမိပါတယ်အဲ့ဒီအမျိုးသမီးကအသက်25လို့ပဲမထင်ရစရာတကယ်ကလေးလေးအလားဖြူစင်လှပါတယ်သူမကြက်တည်ရှိပြီးအလွန်လှပါတယ်ဂျောင်ကိုဘွားမှာအဲ့ဒီအမျိုးသမီးကိုသာလက်ထိပ်ဖို့ရည်ရွယ်ထားပါတယ်မောင်ဆိုဟေးကိုအခုထိဘာလို့လက်ကယုံဖက်ယုံလောက်ပဲလှုပ်တာလဲဆိုဟေးလည်းသိရပဲကိုကဆိုဟေးကိုမျက်နှာတယ်ဒါကြောင့်ကိုတို့လက်မထက်သေးတွေအခုလိုပြတ်မှမလို့ချင်ဟုတ်ဆိုဟေးလည်းမောင်ချစ်တယ်မောင်လေးချစ်ပါရဲ့ဗျာသူမောင်ရှင်ခွင်ထဲထက်ကဖတ်ထားလိုက်ပါတယ်ဂျောင်ကိုမှအဲ့ဒီအမျိုးသမီးလေးကိုအတော်သဘောကျပါတယ်ဒီနေ့ရောအဲ့ဒီအမျိုးသမီးနဲ့သာသူ့ရဲ့အချိန်ကြီးကိုကုန်လွန်ခဲ့ပြီးအဲ့ဒီအမျိုးသမီးစိတ်တိုင်းကြောင့်ဘာမှတညလုံးအချိန်ကုန်ပြီးခဲ့ပါတယ်စီးရီပေါင်းနေကြတဲ့ဆက်ဆံရေးလေးမှာသူ့ဟာသူအဆင်ပြေနေတော့ပါတယ်ဘသူမှသတိမထားမိခဲ့တာကတော့တခင်ဖြစ်သူညာလုံးပေါင်းစောင့်နေခဲ့တဲ့ဝုံဝုံပေါလေးတယောက်ကစိုးရိမ်မှုတွေမျက်ရည်တွေဖြစ်တာအချိန်ကုန်ခဲ့ပါတယ်ဒီနေ့ကထေယောင်ရဲ့16နှစ်ပြည့်မွေးနေ့ထေယောင်တခင်နဲ့အတူရှိလာခဲ့တာအခုဆို9နှစ်ရှိပြီဖြစ်ပါတယ်အချိန်ကြီးတာကုန်သွားတာပါတခင်နဲ့မမလေးဆိုရဲ့ဆက်ဆံရေးကတော့ပြည့်စင်မသွားခဲ့ပါမကြာခဏတခင်ကြောင့်ငိုရတတ်ပေမဲ့ထဲတခင်ကိုတိတ်ချစ်ပါတယ်တခင်ကမမလေးကိုတိတ်ချစ်တာထဲရင်ကြီးကွဲရလာအောင်ထီကိုမမလေးကိုတခင်ကတိတ်ချစ်ပေးတာပါထဲရောက်ဗျာတခင်ထဲကိုဖာခိုင်းဖို့လေရင်ဆိုဟေးကလေမင်းချက်တဲ့အမဲသားအဆက်နဲ့ကင်းမုံတုပ်ကိုစားကျင်လို့တဲ့အဲ့ဒါလှုပ်ပေးတာညနေငါပြန်လာရင်သူလဲပါလာလိမ့်မယ်ဟုတ်ထဲချက်ထားပေးပါမယ်ကောင်းပြီဒါဆိုငါသွားပြီဟုတ်ထွက်သွားတဲ့တခင်ကိုကြည့်ရင်ထဲရင်နဲ့တစစ်စစ်ရဲ့ပါတခင်ရဲ့သူမောင်တိတ်ချက်တာပဲလားထဲရဲ့တာဝန်နေရတော့တခင်ခိုင်းသမျှလှုပ်ဖို့ပါဂျောင်ကိုရုံရောက်တော့ဆိုဟေးကရောင်းနေဖြစ်ပါတယ်ဆိုဟေးရဲ့အားသာချက်ကရှင်းချက်တာတော်တာလို့ပြောရမယ်လေဆိုဟေးကဂျောင်ကိုလာဖတ်ပြီးမောင်ဒီနေ့ဆိုဟေးကိုအချိန်ပေးမယ်မလားကိုဒီနေ့မအားဘူးလေမောင်ကလေကွာဆိုဟေးကမောင်အခုလိုအချိန်ပေးခိုင်းတာရှားပါတယ်အခုတော့ဆိုဟေးကမောင်ရဲ့ခူးဆိုင်မှုတွေလိုချင်တယ်ဆိုဟေးကိုမထိတ်ဖြစ်တာကြပြီလေဒီနေ့ကိုမအားဘူးပြောပြပြီလေဆိုဟေးကိုမအကုန်ချင်းထားပြီးသားတွေဖြစ်နေတာဆိုဟေးလေလုပ်ငန်းရှင်တယောက်ပဲလေဒါတွေကိုနားလည်ရမှာပေါ့စကားမဆုံးခင်ပိတ်ပြောလိုက်တဲ့ချောင်းကူကြောင့်ဆိုဟေးမှာဒေါသတွေထွက်လာရပါတယ်သူမစိတ်ပြတ်နေရကြပြီလေအချိန်လည်းမပေးနိုင်ခရီးလည်းမဆိုင်နိုင်ကန့်ရင်လည်းမကြိုက်ပြန်အောင်ဒါဆိုလည်းညကြရင်ဆိုဟေးကိုအချိန်ပေးဒီညဆိုဟေးတို့အတူနေကြမယ်ဆိုဟေးပဲအိမ်လိုက်မယ်ဆိုအတူရှိကြမှာပဲကျမပြောတဲ့အတူနေမယ်ဆိုတာရှင်နဲ့ကျမအတူအိတ်ကြမလို့ပထမဆုံးအကျင့်ကိုဖျက်ဆီးကြမလို့ဆိုဟေးကိုပြောပြပြီလေကိုလက်မထက်သေးပဲအခုလိုမလုပ်ချင်ပါဘူးလို့ဒါဆိုလဲတဘောပဲကျမပြန်မယ်ညားကြရင်လေအိမ်မလိုက်ဖြစ်လာအောင်ချိန်ထားရှိလို့ထွက်သွားတဲ့သူမအောင်ကြည့်ရင်ဂျောင်ကိုစိတ်တို့ရှုပ်ထွေးကုန်ပါတယ်ပုံမှန်ဆိုအချိန်ပေးမှပဲမယ်အခုကအရေးကြီးချိန်ထားနေကြည့်တာတစ်ဖက်လူကအမေရိကနေကိုရီးယားထိကိုယ်တိုင်လာတွေ့တာသူ့ကိုလေးစားလွန်းလို့ဒီလိုအချိန်နေမှာသူ့ဘက်ကမပြတ်ခွက်တင်တာအမှန်ပဲလေဒါသူမလက်မခံချင်ပါဒီကြတယ်ပြဿနာခဏခဏတက်နေတော့တာဂျောင်ကလည်းစပင်ကိုတစ်ချက်တက်တင်လိုက်ပြီးအလုတ်ထဲကသာစိတ်နဲ့ထားလိုက်ပါတယ်ဆိုဟေးပြန်လာတဲ့လမ်းတစ်လျှောက်အတော်စိတ်တူနေပါတယ်ဂျွန်ကြောင်ကူကတကယ်ပဲဘာလဲသူမဘက်ကတောင်းဆိုတာတော့လက်မခံနိုင်အောင်အမြဲလိုညှင်းဆန်နေခဲ့တာသူမချမ်းသာပေမဲ့ဂျောင်ကူရဲ့စီးစိမ်နေတဲ့ရှင်မိုးနဲ့မြေလိုကွာခြားလုံးပါတယ်ဂျွန်ကြောင်ကိုပတ်သက်ခဲ့တာငွေကြောင့်လက်ထက်ဖို့လည်းလက်မခံစောသေးတယ်ပဲလုပ်နေတယ်အတူနေဖြစ်သွားရင်
ခြေကျိုးတစ်ခုရှားနိုင်မလားလို့ကြိုးစားတော့လေလက်မခံလေသူမသိပါတယ်ကျွန်ကြောင့်ကိုကတာဝန်ယူစိတ်ရှိတဲ့သူမျိုးဒီလိုလူနေသားဆိုရင်တေချာပေါက်တာဝန်ယူမှာအဲ့ဒီကျွန်ကြောင့်ကိုတခါတလေဂေးနေသလားမှတ်ရရဲ့လေအမြဲကိုညှင်းဆန်နေရပဲရှင်ကိုမရတော့ရောဘာရေးလဲရှင်နီနီချမ်းသာတယ်လို့ရှာရတာပေါ့ကျမဆက်မဆောက်နိုင်တော့ဘူးဘာတစ်ခုတည်းသူဝင်သွားတဲ့ကားတစ်စီးပြီးတော့ VIP ရုံးထဲမှာအမျိုးသားတယောက်နဲ့ဘာတွေဖြစ်နေမှဘယ်သူမှမသိခဲ့ကြဘူးလေဆိုဟီကထက်မြက်တဲ့မိန်းမဒီလိုပြဿနာကိုကောင်းကောင်းဖြေရှင်းတတ်ပါတယ်လွန်ခဲ့တဲ့6နှစ်ကျော်တွေကဒေဝါလီခံခဲ့တဲ့သူ့ရဲ့ကုမ္ပဏီကိုအခုချိန်ထိဘာမှမဖြစ်သလိုဖုံးကွယ်နိုင်တာပဲကြည့်လေတကယ်တမ်းကုမ္ပဏီကလွန်ခဲ့တဲ့နှစ်တည်းတည်းကတခြားတယောက်လေလက်ထဲမှာအကျွေးနဲ့အသိမ်းခံရခြင်းမှာအဲ့ဒီလိုက VIP ရုံးထဲကလူဖြစ်နေခဲ့တာပါအဲ့ဒီပတ်သက်မှုကလွန်ခဲ့တဲ့6နှစ်ကျော်တွေကဆိုတာကြောင်ကူသိခဲ့ရင်ဘယ်လောက်တောင်ရင်နာလိုက်ရမလဲတခင်ပြန်လာပြီလားအိမ်တော်ရဲ့ထိုးရလာတဲ့ကားကြောင့်ထဲမီးလိုက်ပါတယ်ကားရီကထွက်လာတဲ့သူကထဲကိုကြည့်ရင်ပြန်လာလို့မင်းမြင်နေရမဟုတ်ဘူးလားဟုတ်ဒါဆိုထဲသမင်းပြန်ထားလိုက်ရမလားမမလေးအတွက်ပါအကုန်ချက်ထားပါတယ်မလို့သူဒီနေ့မလာဖြစ်တော့အခုငါရေချိုးဖို့လုပ်ပြီဟုတ်တခင်ရေချိုးဖို့ထဲပြင်ဆင်လိုက်ပါတယ်ရေချိုးပြီးရေတုပ်ပေးခြင်းအဝေးလဲပေးခြင်းနဲ့အထိထဲဟာလွလွချင်းလှုပ်ပေးနေခဲ့ပါတယ်တခင်အင်ကြီးကျဲသေးတွေကိုတလုံးချင်းတက်ရင်တွေးလိုက်မိတာသူသာဒီလိုလေးတသက်လုံးလှုပ်ပေးခွင့်ရမယ်ဆိုရင်ဆိုတဲ့အတွေးတစ်ခုချက်ချင်းကောင်းအောင်ခါပြလိုက်ပါတယ်ထဲဟာမင်းယူနေပြီပဲဘာဖြစ်နေအောင်တယောက်တည်းခေါင်းခါလိုက်ပွားစီပြောလိုက်နေဟုတ်ဘာမှမဟုတ်ပါဘူးထမင်းပြင်ထားဆင်းခဲ့မယ်ဟုတ်ထေရောင်ထမင်းပြန်လိုက်ပြီးတော့တခင်ကိုစောင့်နေခဲ့ပါတယ်တခင်ကဆင်းလာပြီးထမင်းစားတော့ထဲလေးဘီယာရက်တောင်ခတ်ပေးနေလိုက်ပါတယ်မင်းစားပြီလားဟုတ်ထဲမစားသေးပါဘူးတခါတည်းဝင်စားလိုက်တခါတည်းစားလိုက်လို့ငါတယောက်တည်းမလို့ဟုတ်တော်ပါပြီထဲမင်းကငါ့ကိုပြန်ခံပြောနေရလားမဟုတ်ပါဘူးထဲစားပါမယ်ထမင်းစားမယ်ဆိုပြီးလာထိုင်စားတဲ့ကောင်လေးကထမင်းသာစားနေပြီးဟင်းနီကိုတော့မထိပါကြောင်ခုလည်းစိတ်မရှိတော့အောင်မို့ဟင်းထဲစားလေရော့ကင်းမုံတော့စားစားလေဟုတ်ထဲရောက်တခင်ထဲပြီးတဲ့ဟင်းနီကိုပတ်ဆက်တဲ့အတိန်ထိုးတဲ့ကစားနေပါတယ်ပျော်လွန်းလို့ယူတော့မလို့ပဲဘိုက်ကအောင်းလိုက်တာဘာဖြစ်တာလဲထဲရောက်လဲကျသွားတဲ့ထဲရောက်ကြောင်ကူဘာလို့လုပ်ရမှန်းမသိတော့ပါဟန်ဆောင်ဆရာဝန်အမြန်ခေါ်ဟုတ်ကဲ့တခင်လေးထဲရောက်ချီကအခန်းထဲခေါ်လာခဲ့မိပါတယ်ဆရာဝန်အလားကိုသာစောင့်နေလိုက်ပါတယ်ဘာလို့စိုးရင်နေရလဲကြောင်ကူမသိပါစိုးရင်နေရမဟုတ်ဘူးလဲကျသွားလို့ငါခိုင်းလို့မရတော့မှဆိုလို့ဟုတ်တယ်ဆရာဝန်ရဲ့ပြောကြားချက်အရထဲရောင်ကကင်းမွန်းနဲ့ထမ်းမတည့်ဘူးတဲ့ဒါတောင်မှဘာလို့များစားခဲ့ရလဲသူ့ကိုယ်သူမသိရလားကြောင်ကိုတွေးနေတော့မှပဲနိုးလာတဲ့ထဲရောင်ကြောင့်အတွေးတို့ကရက်တန့်သွားပါတယ်ထဲရောင်ကြည့်ပြီးမင်းကင်းမွန်းနဲ့ထမ်းမတည့်အောင်ဘာလို့စားရလဲတက်အလုံးရှုပ်အောင်ဟုတ်ဘာလဲငါ့ကိုကြောက်လို့လားဟုတ်ထဲရောင်မူသားချုံကိုတုံးလိုက်မိပါတယ်မဟုတ်ရင်တခင်ကိုတွေးခွင့်ရှားပါတော့မလားတခင်အနားမှာနေရဖို့ထဲပါမဆိုလှုပ်ပါမယ်ငါကပဲလူဆိုးကြီးကြလို့မင်းရတော့လေဟုတ်တောင်းမှပါတယ်ထားလိုက်တော့အခုဘလို့နေလဲတက်တာပါတယ်တက်တိုင်နဲ့အလုပ်ထားလို့တော့လေအချောင်ကုန်းမစင်းစားနဲ့အဲ့ဒီစကားကြောင့်ထဲရောင်ရဲ့အပျော်တွေပျောက်သွားရပါတယ်စိတ်ဘူးလို့မေးတယ်ပဲထင်ခဲ့တာတကယ်တော့စိတ်ကူးတသက်တာပါထွက်သားပြီးဖြစ်တဲ့တခင်ရဲ့ကြောပြင်ကိုငေးကြည့်နေခဲ့ပါတယ်ထဲအမြင်ငေးကြည့်နေမှာပါတခင်ထဲလဲထကလုံးစရာရှိရလုံးနေလိုက်ပါတယ်ကြောင်ကိုအင်အားထွက်လာပြီးကလတ်တို့ဦးတည်ခဲ့ပါတယ်ရင်ထဲမှာတစုံတစ်ခုသောခန်းစားချက်ကနေရာယူနေခဲ့သည်မှာနေရာခက်စွာပါမိုးအောင်တောက်ဖို့ကြောင်ကိုစဉ်းစားခဲ့ပါတယ်ကလတ်မှာအရက်တောက်နေတော့မြင်လိုက်ရတာဆိုဟေးကိုပါထူးဆန်းတာသူမဘေးမှအမျိုးသားတို့ပကုံးဖတ်ထားပုံအရတာမန်ဆက်ဆက်ရင်မဟုတ်တာတော့သိပါတယ်အဲ့ဒီနေရာသို့သွားလိုက်ပြီဆိုဟေးဒါဘာတဘောလဲအော်ရှင်ကိုစောစီတီသွားတော့လေကောင်းတာပေါ့မင်းဘာတွေပြောနေရလဲသူကရောဒါကျမချစ်သူလေကျမတို့ကမကြခင်လက်ထပ်ကြတော့မှာမင်းလိန်နေရမလားငါမယုံငါမျိုးသိချစ်ခဲ့ရလေအိုးကျမရှိမချစ်ခဲ့ပါဘူးနော်
မဟုတ်တိုင်းမပြောပါနဲ့ဒီမေမောင်စိတ်ခုနေမှဖြစ်စကားမဆုံးခင်ဖြတ်ပြောလိုက်တဲ့သူမစကားကြောင်ကိုနားကျင်စီးပါတယ်ဘေးကလူကတော့ဝင်မပြောပါမတိကြအောင်စောင့်ထားရင်ထဲမှာတယ်မင်းမလို့လုံးရက်တယ်ကွာတင့်လေသွားတော့မယ်ဒီမေပျော်စရာလေးဖန်တီးရအောင်မယ်ထွက်သွားတဲ့သူမမဖြစ်တင်ဘူးမင်းကငါ့အပိုင်လေမင်းငါ့ကိုချစ်တယ်ဆိုဒါရီကအလက်ကားတဲ့လားမင်းကွာကြောင်ကိုထိုင်နေအောင်ပြန်သွားပြီးအရက်ကိုသာမိုးအောင်တောက်နေမိပါတယ်ရှင်နေရခန်းစားချက်ကနာကျင်မှုလားခံပြင်းမှုလားနောင်တရီလားသူမသိပါတေးချတာကတော့သူသိနာကျင်ရပါတယ်မင်းမို့လို့ကွာငါ့အပေါ်လုံးရက်လိုက်တာမင်းကငါအရန်ချစ်တာကွာဂျာကိုမမှုယူနဲ့အိမ်ပြန်လာခဲ့ပါတယ်အိမ်ပြန်လန်းတစ်လျှောက်အပူမီးတို့ဖြစ်တာအသိစိတ်ပင်မဲနေသလိုကားမောင်းပြန်လာခဲ့ပါတယ်မင်းမို့လို့ဆိုတာကိုသာအချိန်ချင်းရေရွနေပါတယ်လက်ကထိသွားပြန်ပြီပကံစင်းနေတုံလက်လျှော့ကကြာခွဲသွားတဲ့ပကံကိုဖမ်းတော့လည်းမမီခဲ့ပါပကံအကွဲတွေတိမ့်နေတော့လက်ညှိုးလေးထိသွားရပါတယ်နာပေမဲ့လည်းဂယူးမဆိုင်နိုင်အားပါတခင်ပြန်လာတော့မှမို့အမြန်သိမ်းကအရှိထွက်လာခဲလိုက်ပါတယ်ကားတန်လေးကြားလိုက်တာမို့တခင်ပြန်လာပြီဆိုတာသိလိုက်ရပါတယ်တခင်ကရင်းထိုးကဆင်းလာတာမို့အမြန်သွားထိန်ပေးလိုက်ပါတယ်တခင်အဆင်ပြေရဲ့လားအရက်တွေအများကြီးတောက်လာလားအချစ်လေးကိုစီပြန်လာတယ်ကိုပြောလိုက်တာကွာကိုမင်းကိုသိချက်တာဆိုဟဲ့ကိုပေါ်လုံးရက်တယ်ကွာတခင်ကစကားတွေအများကြီးမျက်ရည်တွေကျနေခဲ့ပါတယ်သူ့မမလေးနဲ့မှားနေပုံမှာတခင်ကိုမနိုင်မနှင်းထင်းကအခန်းထဲသို့ခေါ်လာခဲ့လိုက်ပါတယ်ကလေးမော်ချပေးပြီးပြန်အထွက်ဆွဲချခံလိုက်ရတဲ့ကိုငယ်လေးတခင်ဘာလုပ်တာလဲလွတ်ပါအတင်းနမ်းလိုက်တခင်ကြောက်ပါတယ်ရှင်းခုံပါတယ်တခင်ကထဲကိုနမ်းနေရလားဆိုဟေမောက်ကလေးလေးမောင်းလို့ချက်နေဟင်တခင်ကမမလေးနဲ့မှားနေခဲ့ရလားဟင်ရှင်မထေးကနားလိုက်တာလွတ်ပါထဲနာတယ်မကြိုက်ပါနဲ့တခင်ကအဆုံးသွားဖို့ကြိုးစားနေခဲ့ပါတယ်အဝိတ္တေတဖြည်းဖြည်းကင်းသွားခဲ့ရပါတယ်မယုံနိုင်ခဲ့ပါအားကြီးရဲ့လက်တွေကြားမလွတ်မြောက်နိုင်ခဲ့ပါကောင်းတယ်ဟမ်မောင်းချစ်လျာအကောင်းဆုံးပဲထဲကိုလွတ်ပါတခင်ရဲ့ထဲအရင်ကနားတယ်မောင်းလို့ညီးပေဟာကောင်းတယ်ဟဲ့လွတ်ပါထဲရမမလေးမဟုတ်ပါထဲကိုလွတ်ပါခေါ်လို့ပြောနေလေပိုကြမ်းတမ်းလာတဲ့စောင့်ချက်တွေထဲရညှင်းဆန်ခွင့်မရှိခဲ့ပါမောင်းနားတယ်ဟာပြီးပြီဟာကောင်းလိုက်တာတချီပြီးတချီအချိန်ချင်းဆက်ဆံလို့ဝါတဲ့အခါမှသာရက်တန့်ပြီးခဲ့ပါတယ်တခင်ကအဲ့ဒီတိုင်အိပ်ပျော်သွားခဲ့ပါတယ်ထဲရောင်ကတော့နာကျင်သောခန္ဓာကိုယ်နဲ့ပင်ပန်းလွန်းနေသောစိတ်ကြောင့်အိမ်မရခဲ့ပါထဲရောင်ခေါ်တန်းကြောင့်အတွေ့တို့ကလက်ရှိကာလအောင်ပြန်ရောက်လာခဲ့ပါတယ်အမြန်ထားလိုက်ပြီးထဲလာပါပြီထဲရောင်ရဲ့ခြေလမ်းနေရာထောနေနေကအောက်ပိုင်းကနာကျင်နေပုံရပါတယ်တကူလုံးလေးဖြူဖြောနေခဲ့ပါတယ်ညငေါ့လာတွေ့ရမင်းလားဟုတ်ပါတယ်ငါမင်းကိုလှုပ်ခဲ့တာလားမဟုတ်ငေါ့မလိမ့်နဲ့တောင်းမှန်ပါတယ်ထဲရုံးခဲ့ပြီမဲ့ဟာတကယ်ကြီးဖြစ်သွားတာပဲဒါတွေကိုမင်းစိတ်တရားထုတ်လိုက်ငါမသိလို့ဖြတ်ခဲ့တာအခန်းကိုတေချာပြန်တန့်ရှင်းတာထဲရောင်တယောက်နာကျင်ရဲ့ကြားမှာတခင်ခိုင်းထားတော်များလုံနေရပါတယ်တခင်ကိုထဲရောင်မလွန်ဆန်းနိုင်ပါရှင်ထဲမှာရှိတဲ့တန်ရာတွေကိုလေထဲရောင်ထုတ်ပြောက်ခွင့်မရှိခဲ့ပါထဲရောင်အလုပ်ကိုသာအာရုံစိုက်နေတော့လေရှင်ထဲမှာတင်းကျပ်မှုတို့ကအပြည့်ပါတခင်ရဲ့ဆိုဟေးဆိုတဲ့ညီးတံများရင်နာစရာကောင်းလာပါတယ်ကင့်ထဲရောင်လာပါပြီတခင်ထဲရောင်ခေါ်တန်းကြောင့်အေကန်ထဲကိုပြေးလာလိုက်တော့ထိုင်နေတဲ့အမျိုးသားနှစ်ဦးတဦးကတော့ထဲသိချရပါတယ်တခင်မှာအော်လာထိုင်ဟုတ်ခုံးမထိုင်လိုက်ရတယ်ဟုတ်သူ့နာမည်ကပတ်ပိုကန်နဲ့ငါတငယ်ချင်းသူကဒီမှာတဲမှာသူ့လိုအပ်တာတွေလုပ်ပေးလိုက်အမားမရှိစေနဲ့နော်သူ့ငါအခန်းရဲ့မျက်စောင်းထိုးအခန်းမှာပဲစီစဉ်ပေးလိုက်ဟုတ်ဒီရသခင်လေးထဲနေလိုက်ခဲ့ပါအာကို့အဲ့လိုခေါ်စရာမလိုပါဘူးအကိုပဲခေါ်ပါရပါတယ်ဟုတ်အကိုလာပါအာဒါနဲ့ငါခိုင်းတာတွေရောလုပ်ပေးပြီလားထဲလဲအပေါ်တက်ဖို့လို့တခင်မမေးလာခြင်းမှာထဲလဲခေါင်းလေးအသာညှိ့ကဟုတ်ပြီးပါပြီဆေးတောက်လိုက်အောင်မင်းတကုံလုံးဖြူဖြော့နေရပဲထဲတောက်လိုက်ပါမယ်ထဲလဲအပေါ်တက်လာခဲ့လိုက်ပါတယ်
ကြံငဲသူကတော့သူနဲ့မဆိုင်သလိုပါဂယုပင်မဆိုင်ခဲ့ပါတကယ်ဆိုသူကြောင့်ဖြစ်တာမလားထဲလို့ပဲခေါ်မယ်နော်ဟုတ်ရပါတယ်ထဲရဒီမှာအလုပ်လုပ်တာကြပြီလားဟုတ်ထဲ73နှစ်တည်းကတခင်ကဝယ်ခဲ့တာပါထဲရဒီအင်ရဲ့ကြုံပါအာဒီလိုနေရအောင်အဆင်ပြေရဲ့လားဂျောင်ကူကအနိုင်ကျင့်သေးလားအဲ့လိုတော့မရှိပါဘူးထဲအဆင်ပြေပါတယ်ဒါကအကိုနေရမယ့်အခန်းမှာအခန်းနေရ2ရက်ခြားတစ်ခါလောက်တန်ရှင်းလုံးနေကြမှုပြန်ရှင်းစရာမလိုပါဘူးအကုန်ရှင်းထားပြီးသားပါအကိုပစ္စည်းတွေကိုထဲကူသိမ်းပေးရအောင်မလားအာရပါရဲ့ထဲရဲ့အကိုပဲလှုပ်လိုက်ပါမယ်အာဒါဆိုကိုရီချိုးတော့မယ်နော်ထဲသွားလို့ရပြီနော်ဟုတ်ခွင့်ပြုပါအောင်ထဲလေအခန်းထဲမှာထွက်လာခဲ့လိုက်ပါတယ်တခင်အခန်းရှင်းနေလက်ဆမှုဆက်ရှင်းရဲ့အခန်းထဲဝင်လာခဲ့လိုက်ပါတယ်အမလီရှေးချိုးပြင်းနေတဲ့တခင်ဟာအပေါ်ပိုင်းပလာနဲ့အောက်ပိုင်းမှာတပတ်တစ်ထည်သာပတ်ထားတာမို့လန်သွားရပါတယ်ရှက်သွားမိတာဆိုပုံမှန်မလားလေဟုတ်တဟိုနဲ့ဘာဖြစ်နေရလဲဘာကိစ္စရှိလို့လဲဟုတ်ထဲအခန်းရှင်းတာမပြီးသေးလို့အော်လာရှင်းလေဟုတ်ထဲလေအခန်းထဲဝင်လာလိုက်ပါတယ်ကြမ်းတိုင်းနေတော့ဘေးရောက်လာတဲ့တခင်ကြောင့်မောကြည့်လိုက်တော့သူ့ငုံကြည့်နေတဲ့တခင်နဲ့အကြည့်ချင်းစုံသွားရပါတယ်ဟုတ်တခင်ငါကင်ချီထမင်းကြော်နဲ့အမဲသားကင်စားခြင်းလို့ညားဆောင်အဲ့ဒါလုပ်ပြီဟုတ်ထဲလှုပ်ထားလိုက်ပါမယ်ဒါနဲ့မင်းအင်ကြီးလဲလာအောင်ဘာလို့လဲတခင်ရှေ့လိုက်တာလဲဆိုလဲလိုက်ပေါ့ဟုတ်ပြီးရင်လဲလိုက်ပါမယ်လဲပင်အနှဲငယ်ဟိုက်နေတော့ထေအောင်အင်ကြီးကြောင့်ညာသူကျန်းခဲ့တဲ့အမတ်သားတွေမှာအထင်းသားမြင်နေရပါတယ်ဒါကြောင့်လဲခိုင်းတာကိုတော့ချောကရှေ့နေသေးရလေအိမ်မှာသူ့ရဲ့ကိုရဲ့ပဲရှိတော့တာမဟုတ်ဘူးလားထေအောင်ကယောက်ျားလေးမဟုတ်လားအနေထိုင်ဆင်ခြင်ရမှာပေါ့မဖြစ်တဲ့နာတွေဖြစ်ကုန်လို့မှဖြစ်ထဲပေါက်စာဘာလုပ်နေရတော့ထဲရောက်မနှက်စာပြင်းနေတော့မီးဖိုကန်ဝင်လာပြီးမေးလာတဲ့ဖိုးကန်မှာမနှက်စာပြင်းနေရကိုရဲ့အကိုစားတော့မလားထဲပြင်းနေရပြီးတော့မယ်အာမစားသေးပါဘူးအေးစိတ်လို့ကိုပါကိုပေးရမလဲအာမလိုပါဘူးအကိုရဲ့ဒါတွေကထဲလုံးနေကြပါအကိုအေးစိတ်နေပါမဟုတ်ကြကိုကကိုချန်လို့ပါဒါဆိုဒါလေးစပွဲပေါ်သွားတင်ပေးလीနော်ဟုတ်ကဲ့ပါဗျာအကိုနဲ့စကားပြောပြီးထဲအလုပ်တွေကိုဆက်လုပ်နေလိုက်ပါတယ်အကိုကလည်းဘေးကကူပေးပါတယ်အကိုကခင်မို့ကောင်းပါတယ်ဒါကဘလို့ဖြစ်နေကြလေအကိုပြောပြတဲ့ဟာသားကြောင့်ရှိနေတော့ကြားလိုက်ရတဲ့အတန်ကြောင့်လူကတုန်တက်သွားရပါတယ်ကင့်ထဲအောင်မင်းကဧည့်သည်ကိုဒီလိုတွေပြန်ခိုင်းနေရပေါ့လေမဟုတ်ထဲရမခိုင်းပါဘူးငါကကူချင်လို့အတင်းပြောတာပါထဲမှာအပြစ်မရှိပါဘူးထဲအောင်စကားမဆုံးခင်ဝင်ရှင်းပြပေးရသူဒါမဲ့သခင်ရဲ့ဒေါသရမပြေးနိုင်ပါမင်းကလေကိုဟာကိုနေရမဟုတ်ဘူးသူကဒီလိုတွေခိုင်းမှတော့ကားကြတာကောင်းကောင်းဆက်ဆံရင်ရောက်တဲ့ချက်နဲ့ဟာမျိုးထဲကအဲ့လောက်မစိုးပါဘူးကွာသခင်ရဲ့စကားထဲအတွက်စူတချောင်းပမာနာကျင်ရပါတယ်ပြောစရာစကားမရှိတော့ပါငါမနဲ့စာစားမယ်လေဘာလုပ်နေရလဲဟုတ်လာပါပြီထဲလဲသခင်မနဲ့စာစားနေအောင်ခါတိုင်းလိုအပ်တာတွေလုပ်ပေးနေလိုက်ပါတယ်အကိုကမနဲ့စာအတူစားဖို့ခေါ်ပေမဲ့မနေညင်လိုက်ရပါတယ်ဒါတောင်သခင်ရဲ့အကြည့်စုစုကိုခံခဲ့ရသေးရလေဒါတွေရှင်းပြီးငါအခန်းထဲလာခဲ့ဟုတ်အရင်ထွက်သွားတဲ့သခင်ကြောင့်ထဲလဲရှင်းစရာတွေရှင်းနေရပါတယ်အကိုကကိုပေးမဲ့ပြောတာတော့မနေတားခဲ့ရလေမဟုတ်ရင်ထပ်ပြီးအဆုခံရအောင်မှာဝင်ခဲ့တကားဖွင့်ပြီးဝင်လာတဲ့သူကထဲရောက်မဟုတ်ပါဘိုးကန်နာဖြစ်ပါတယ်ဘိုးကန်ချောင်းကိုနောင်ရောက်လာပြီထဲရောက်အရင်မတင်းကြပ်ပါနဲ့ကွာသူကအနေအေးပြီးလိမ့်မပါတယ်မင်းကအခုမှရောက်လာပြီသူ့အကြောင်းဘယ်လောက်သိလို့လဲငါလူအကဲခတ်မညံ့မအောင်အကြောင်းကိုထဲရောင်ကမင်းပြောသလိုလူမျိုးမဟုတ်ဘူးဘယ်လိုပဲငွေပေးဝယ်ထားပါစေအောင်သူလည်းလူပဲလေကောင်းကောင်းပြောလေရတာပဲကင်ထဲရောင်ကသူ့ငွေပေးဝယ်ထားပြီးနှိပ်စက်ပါတယ်ဆိုပြီးမင်းကိုကဲခိုင်းလိုက်လို့လားမဟုတ်တာထဲရဘာမှမပြောပါဘူးငါတနာလို့ကူပြောပေးတာပါတကယ်လို့မင်းထဲကိုအမြင်မကြည့်လဲနောက်ထပ်အလုပ်သမားခေါ်လိုက်လေငါထဲကိုပြန်ဝင်မယ်ကြောင်ကိုအတော်ရင်ဒေါသထွက်လာရပါတယ်ကင်ထဲရောင်ဘဲချင်းနေရလင်းရှာချင်းနေရလေဟာဖိုးကန်မင်းကအခုလိုလာပြောနေတာကင်ထဲရောင်ရဲ့အကြံစီတွေပဲမလားမင်းရဲ့ပိုင်ဆိုင်မှုတွေအကုန်ပေးရင်တော့မရောက်နိုင်ဘူးထဲရောင်ကငါအပိုင်ငါဝယ်ထားတဲ့ငါအယုတ်မင်းကငါတငယ်ချင်းပြီးတော့ငါအိမ်လာတဲ့ဧည့်သည်ငါမင်းနဲ့စကားမများချင်ဘူးမင်းကဒီလိုစကားမျိုးထပ်မပြောမိစေနဲ့ငါမင်းနဲ့ရန်သူမဖြစ်ချင်ဘူးကြောင်ကိုမင်းကတကယ်တော့မင်းစိတ်မီနားမလဲတာသိလားငါကူတော်ရန်သူလို့တတ်မှတ်ရလောက်တဲ့အထိထဲရအရေးပါတာတော့
မင်းဘာလို့ခုလိုဆက်ဆက်နေသေးလားလဲတချိန်ကျရင်မင်းနောင်နာရှားလိုက်မယ်ချောင်းကိုဒါငါကိစ္စမင်းနဲ့မဆောင်မင်းအခုသွားလို့ရပြီမလားငါနားတော့မယ်ကောင်းပါပြီဘိုးကန်ထွက်သွားတော့ချောင်းကိုဒေါသတွေဖြစ်တာကြံခဲ့ရပါတယ်ထက်ရောင်အပေါ်လဲဒေါသထွက်မိပါတယ်ထက်ရောင်အဲ့လောက်ထိမာယာများမယ်လို့မထင်ခဲ့ပါတခင်ထဲဝင်လာမယ်နော်ဝင်ခဲ့ကိုကုတ်လေးဖြစ်ဝင်လာတဲ့ထက်ရောင်တစ်ချက်စူးကြည့်လိုက်ပြီးဒေါသတွေကထွက်လာရပြန်ပါတယ်ကင်းထက်ရောင်မင်းတော်တော်မာယာများပါလားဟမ်ဘိုးကန်အိမ်ရောက်တာမှမကြသေးဘူးမင်းကမြူဆွဲသိမ်းသွင်းလိုက်တယ်ပေါ့လေဟုတ်လားပြောပါအောင်မင်းရဲ့နောက်ပေါက်လေးကိုရောသူ့မြူဆွဲဖို့သုံးခဲ့သေးလားတခင်ရဲ့စကားတွေကြောင့်ထက်ရောင်ပြောစရာစကားပင်ရှာများတဲ့အထိစွန့်အားနေခဲ့မိပါတယ်ရှင်ထဲမှလည်းနာကျင်မှုတော့တနစ်တဘိုးနာကျင်လွန်းနေပါတယ်ထဲပါများလုံးမလို့လေမင်းလင်ငယ်ကိုငါဆရာခေါ်တော့ဖို့ပြောနေရမလားဟမ်ထဲပါမှမပြောရပါဘူးတခင်ရဲ့ဟန်ဆောင်သားလေကောင်းလိုက်တာကွာထဲရောင်ဘာမှပြောနိုင်တော့ပါဒီတိုင်းသာပြောသမျှနားထောင်နေမိပါတယ်ရှင်ထဲကနာကျင်မှုတော့အတိုင်းမသိပါဘာလဲငါမင်းကိုမလုပ်လို့မင်းကတခြားကောင်စီမှာခန့်ချင်နေရလားဟမ်ပြောစမ်းထဲရောင်ပခုံးအတင်းညက်ကပြောလာတဲ့စကားမှာရင်နှင်းစရာကောင်းလာပါတယ်ထဲပါမှပြန်ပြောနိုင်ခဲ့ပါငါ့ကိုစောက်ရင်မလုပ်တာလားငါပြောတာရမှန်နေလို့ပြန်ပြောနိုင်တော့လားပြောစမ်းထဲသားမှန်ပါတယ်တောင်းမယုံနဲ့ပြီးသွားတာလားကွာအာအရှိန်နဲ့တွန်းလိုက်တာကြောင့်ထဲရောင်ကျမ်းမြင့်ပေါ်ပြုတ်ကျသွားပါတယ်တခင်ကဒေါသနဲ့အရန်ထွက်နေခဲ့ပါတယ်ထဲရောင်တစ်ချက်လဲမကြည့်ပဲထွက်သွားခဲ့ပါတယ်ရှင်မတ်ထဲကစိုးအောင်လာပေမဲ့ထဲရောင်အဲ့ဒီအတိုင်းသာဝေးကွာသွားတဲ့ကြောပြင်ကျဲကိုကြည့်နေမိပါတယ်။ကြောင်ကူဘာမှအရက်ထိုင်တောင်းနေခြင်းတကယ်ဆိုရင်ဒီလောက်ဒေါသထွက်စရာမဟုတ်တာသိပေမဲ့ဘာလို့ဒီလိုဖြစ်လဲကိုယ်တိုင်လည်းမသိပါ။ဘိုကန်းစီကအခုလိုစကားတွေကြားရလို့လား။ထဲရောင်တခြားသူစီပါသွားမှစိုးနေရလား။ကိုယ်တိုင်တော့ဝေခွဲမရပါ။ရင်ထဲကတင်းကျပ်နေတဲ့ဝေဒနာစိုးဟင်းနဲ့ဝေးခဲ့တာကြောင့်လား။ထဲရောင်နဲ့ဝေးမှကြောင့်လား။ကြောင်ကူမစင်စားတတ်တော့ပါ။တေးကြတာထဲရောင်ကငါ့အပိုင်ပဲဒါလည်းခဏလောက်ထိုင်လို့ရမလားတစ်ချက်သာပြန်ကြည့်ပြီးဘာမှမပြောမိပါအဲ့ဒီမိမဘေးမှာဝင်ထားလိုက်ပြီးပခုံးပေါ်မိလာပါတယ်ဒါမဲ့မဖယ်ချမိပါဒါလည်းစိတ်ညစ်နေရလားတို့အဖော်လှုပ်ပေးမယ်လေကိုကစိတ်တွေရှုပ်နေတယ်မင်းကဘာလို့ပေးနိုင်မှာမဟုတ်လို့လဲဒါလေးကိုနက်ပြေခေါ်သွားမယ်လေတို့နဲ့တူအလဲလိုက်ခဲ့ချင်လားဟမ်ကောင်းပြီလေဦးတိမ်မိခဲ့တာဝီအိုင်မီရုံးတစ်ခုတည်းတော့အဲ့ဒီမိန်းမခေါ်ရကြောင်ကိုလိုက်သွားမိပါတယ်အခန်းထဲရောက်တော့အဲ့ဒီမိန်းမကြောင်ကိုခရင်မော်ထိုင်စီပြီးအပေါ်ဟာတက်ခွလာပါတယ်နန်းဆိုင်လာတဲ့သူမနှကန်းနေရပြန်ပြီးတုတ်ပြန်နေမိတာအရက်ရှိန်ကြောက်လာအဝိတိတ်တဖြည်းဖြည်းမဲလာခဲ့ပါတယ်ဒါလည်းစားကြမလားဒါနဲ့ဒိုးနမရစူစီတဲ့ဒါဆိုဒိုးပြုစုပေးမယ်နော်သူ့အရာပါဇက်ထဲထဲကပြုစုပေးလာတဲ့အမျိုးသမီးလေးတော်ပြီစူစီကိုစိတ်မပါတော့ဘူးဒါလေးရလဲကွာဒီမှာတို့ကလိုအပ်နေပြီလို့ဒါဆိုလဲအဆင်ပြေသလိုဖြည့်ရှင်းလိုက်ပါကိုတကယ်စိတ်မပါတော့ဟုတ်ပါပြီတဘောနော်ကြောင်ကိုခန်းထဲမှာထွက်လာခဲလိုက်ပါတယ်သူဘာတွေဖြစ်နေလဲကိုယ်တိုင်မသိတော့ပါစူစီကတကယ်ကိုအပြုစုတော်တာဝန်ခံပါတယ်ဒါမဲ့ကြောင်ကိုမျက်လုံးနဲ့ထဲရောင်းသာမြင်အောင်လာမိပါတယ်အဲ့ဒီနေညာထဲရောင်းဘလို့ပုံစံဖြစ်နေလဲမူးနေခဲ့တာကြောင့်ကြောင်ကိုတေချာမမှတ်မိပါတေချာပေါက်ဆွဲဆောင်မှုရှိနေခဲ့မှတေးကြတယ်ဒါကြောင့်ထဲရောင်းနဲ့ဘူကန်နှစ်ယောက်တည်းကြံခဲ့တော့ပြန်တွေးမိပြီးစိတ်မချနိုင်တော့ပဲထပြန်လာရပါတယ်ထဲတော့အိတ်တော့လီညားနဲ့နေပြီထဲရောင်ရှိရတော့ရောက်လာကမေးလာတဲ့အကိုကြောင့်ထဲရောင်ပြန်ပြုံးပြရင်ထဲတခင်ကိုစောင်းရအောင်ပါတခင်ပြန်လာလို့မူးလာရင်ထိမဲလို့မရှိပဲနေလိမ့်မယ်ဒါဆိုလေကိုဆောင်ပေးမယ်လေထဲသွားအိတ်လိုက်လေရပါတယ်ကဲပြောမရလေကိုဆောင်ပေးမယ်ဟီးထဲရတကယ်အပြစ်ကင်းပါတယ်အဖြူရောင်လူသားလေးကိုအယောင်ဆိုးကျင်နေတဲ့အကြောင်းကိုဘိုကန်နားမလည်နိုင်ပါအတက်နိုင်ဆုံးထဲပြောမဲ့အရာတွေလုပ်ပေးခြင်းမိပါတယ်ကိုယ့်ရဲ့ပထမဆုံးအချက်ကပိုင်ရှင်ရှိနေခဲ့တဲ့လေထဲရဲ့မျက်ဝန်းတွေထဲမှာဂျောင်ကိုအပေါ်ထားတဲ့အချက်တွေကိုကိုမြင်နေရပါတယ်အဲ့ဒါတွေကကို့အတွက်အယံနာကျင်စရာကောင်းပါတယ်ထဲရောင်ကိုပြောပြတဲ့ဟာသားတွေကိုနားထောင်ရင်ရဲနေမိပါတယ်ခဏကြာမှဝင်လာတဲ့သခင်ကထဲသွားကြတော့သခင်ကကားတကောက်အားနဲ့ပိတ်ပြစ်လိုက်ပြီးအပေါ်တက်သွားပါတယ်လေကားတဝက်ရောက်မှပြန်လဲလာကကင်းထဲအောင်မင်းကနေလိုက်ခဲ့ဟုတ်
ထဲရောက်တခင်းနောက်လိုက်သွားခဲ့မိပါတယ်တခင်းကိုကြည့်ရတာတခုခုအလိုမကျဖြစ်နေပုံပဲထဲရောက်တခင်းစိတ်တွင်အရန်ကြောက်ပါတယ်ဒါကြောင့်တခင်းစိတ်မတူဘူးအနေထိုင်စင်ကြံတွေးလိုက်ပါတယ်ထဲရောက်အခန်းထဲရောက်တော့တခင်းကခင်းပေါ်မှာထိုင်နေခဲ့ပါတယ်ထဲရောက်မြင်တော့တစ်ချက်ကြည့်ပြီးပြန်လေသွားပါတယ်တခင်ဘာဖြစ်နေရလဲထဲရောက်တကယ်ကိုနားမလည်နိုင်ပါတခင်ထဲကိုဘာခိုင်းမှုလဲတခင်ကထဲကိုစိုက်ကြည့်လာခဲ့ပါတယ်တခင်ရဲ့အကြည့်တရားဘလို့အထိပ်ပဲလဲထဲရောက်နားမလဲပါထဲမှာစာမတက်တာထဲရောက်အဲ့ဒီတိုင်းငငယ်လေးရက်နေခဲ့ပါတယ်အတော်ကြာစိုက်ကြည့်ပြီးမှတခင်ကစကားဆလာခဲ့ပါတယ်မင်းဒီနားလာခဲ့ဟုတ်ထဲအနားရောက်တော့တခင်ကထဲတကူလုံးစူးစိုက်ကြည့်နေခဲ့ပါတယ်ပြီးတော့မင်းကယောက်ျားတွေကိုမြူဆွဲရတာတိတ်ကြိုက်တာပဲလားထဲအောင်တခင်စီကကြားလိုက်ရတဲ့စကားတကယ်ကိုရှင်နေနေအောင်နားရပါတယ်မေးရလိုက်တာတခင်ရဲ့ထဲမှာတခင်ပဲရှိတာပါရှင်နေရစကားတို့ထုံမပြောနိုင်အောင်တိတ်ဆိတ်နေခဲ့ပါတယ်မှန်နေရောလေစကားတော့ပြန်ပြောနိုင်တော့ဘူးပဲထဲအဲ့လိုလူမဟုတ်ပါဘူးဟာဒါဆိုမင်းကဘလို့လူမျိုးလဲထဲမသိဘူးဒါတော့မင်းရဲ့အဆင့်တောင်ငါတတ်မှတ်ပေးမယ်လေဘလို့တတ်မှတ်ပေးမှလဲမင်းရဲ့အဝတ်တွေချွတ်ပြီးငါဟောက်လာနှန်းဆန်မနက်ခင်းကထင်သလောက်မตายရနေခဲ့ပါထယောင်တကူလုံးကြိုက်ခဲနေပင်မဲ့အလုပ်တရားမလုပ်လို့မဖြစ်တာမို့ထယောင်ထားရအောင်မယ်လေမင်းညကိစ္စကြောင့်ထယောင်စိတ်ထဲရှက်လာမိသလိုစိတ်မကောင်းလေးဖြစ်မိပါတယ်အာဒါတွေမတွေးတော့ထွက်ဆန်းဟောကိုကောင်းကိုရှိုက်ပြီးဘာတွေပွားစီရှုံးနေရတော့ထဲပေါက်စားရဲ့မိဖို့ကနေဝင်လာတဲ့အကူကထဲကိုကျင်မေးလာခဲ့ပါတယ်ရှက်ဖို့ကောင်းလိုက်တာဟုတ်ဘာမှမဟုတ်ပါဘူးကိုရဲ့ဘာမှမဟုတ်တာဟုတ်လို့လားဟုတ်ပါတယ်ဆိုဟာဟုတ်ရင်လည်းပြီးတာပါပဲဗျာဖုံပြောရင်အခန်းထဲဝင်လာရဲ့တခင်ဟာထမင်းဝိုင်းမှဝင်ထားလိုက်ပြီးဖုံပြောတော့မပြတ်ပါထဲလဲတခင်စားဖို့ပြင်ပေးနေတော့တခင်စီကကြားလိုက်ရတဲ့စကားတွေကထဲရင်တစ်ခုလုံးကွဲကြည့်သွားသလိုပဲတခင်ကမျောလင်းချက်တွေပေးလိုက်ရိုက်ချိုးလိုက်နေလေဟုတ်ပြီဒါဆိုကိုညကြိုင်လာခဲ့မယ်စူစီခရီးတိုင်းတေချာပြုစုပေးရမယ်နော်ဟုတ်ပါပြီဗျာဒါဆိုထားပဲတခင်ထဲပြောစရာရှိလို့ဘာလဲဟုတ်တဟိုနဲ့လုံးမနေနဲ့ငါအားမနေဘူးဘာမှမဟုတ်တော့ပါဘူးပြီးရပဲအကိုကတော့ဘာမှဝင်မပြောပါတခင်ကမနှက်စာစားပြီးရုံးသွားရင်ထွက်သွားပါတယ်အကိုကလည်းအလုပ်ကိစ္စရှိလို့ထွက်သွားပါတယ်သူတယောက်တည်းကြံခဲရပြန်ပါတယ်တခင်ပြန်အလောက်စောင့်ရပေးအောင်မယ်လေဒီနေ့ထဲရဲ့19နှစ်ပြည့်မွေးနေ့ဆိုတာကိုတော့မပြောဖြစ်တော့ပါထဲကြားလိုက်ရတဲ့စကားကြောင့်ကြော်ယူတဲ့စိတ်တန့်သွားရပါတယ်တခင်နောက်နေရများလားဟုတ်တခင်ပြောနေလေတခင်အဲ့ဒါလေမင်းကငါစကားကိုလွန်ဆန်းနေရလားမဟုတ်ပါဘူးထဲချွတ်ပါမယ်ထဲအောင်တုံရီစွာနဲ့အဝတ်တရချွတ်နေမိပါတယ်အဝတ်တွေအလုံးကုန်သွားချိန်မှာတခင်အနာသွားကရှေ့မှာထိုင်လိုက်မိပါတယ်တခင်ကိုမောကြည့်လိုက်ပြီးဟုတ်တခင်ဘာလဲဘောင်းမီကချွတ်လိုက်လေဟုတ်ထဲအောင်တုံရီစွာနဲ့စစ်ကိုဖြိုရန်လှုပ်လိုက်မိပါတယ်တခင်ကထဲကိုကြည့်ပြီးဟာတိုင်ရဲလိုက်ပါတယ်ထဲကြောင်မိသွားရပါတယ်အခြေအနေကိုနားမလည်နိုင်တော့ပါ You are so cute တခင်အဲ့ဒါဘာပြောရလဲမင်းကအရှက်မဲလိုက်တာလို့ပြောတာဘာလို့လဲမင်းကတော်တော်အလောက်ခံချင်နေရပဲနော်မူတာမဟုတ်ဟာတိုင်းရင်ကလေးမောင်တက်သွားတဲ့တခင်ကိုထိုင်ရတာကြောင်ကြည့်နေပါတယ်လာတခင်ငါကခေါင်းကမကောင်းတော့ဟုတ်ထဲရဲ့အဝတ်တွေမဝတ်နဲ့ဒီတိုင်းလာခဲ့ငါစိတ်မရှိဘူးနော်ဟုတ်ထဲအဲ့ဒီတိုင်းသာတခင်ရှင်ခွင်နဲ့ဝင်အိမ်လိုက်ရပါတယ်တခင်ရှင်ခွင်ကနှွေးထွေးလိုက်တာထဲတော့သိပ်ပြောတာပဲတခင်ကသူ့ရဲ့အယိုးတွေကြိုးကြည့်မတန်ဖတ်ထားလိပါတယ်ဒါမဲ့ထဲပြောမိပါတယ်ဒီညတော့ထဲအိမ်မက်တွေလှတော့မယ်လေအနက်သွားပြီဟင်းအိုးတူးပြီအတွေးတွေနင်မျောနေမိတာဟင်းအိုးပင်မိသွားတဲ့အထိပါသွားပါပြီငါရဲ့ဟင်းအိုးလေးပွားစီပြောနေတဲ့ထဲကတိတ်ချစ်စရာကောင်းလာပါတယ်ကြာကူတယောက်စူစီဆိုတဲ့မိန်းကလေးနဲ့အပြင်ရောက်နေချက်မှာစူစီကချွဲနဲ့ပြောတတ်ပြီးစကားလေးတတ်ပါတယ်စူစီနဲ့သူပထမဆုံးထိဖြစ်ခဲ့ချက်မှာစိတ်ထဲတစ်ချက်ပေါ်လာတာထဲရောင်ရဲ့ခန္ဓာကိုယ်လေးပါအသေးရစရာကောင်းလာပါတယ်ဒါလည်း
စူစီခေါ်နေရကြပြီဘာတွေတွေးနေရလဲအာဘာမှမဟုတ်ပါဘူးစူစီဘာပြောမလို့လဲရင်ဒီမှာလေအခုအသက်ထွက်တဲ့အိတ်မလှဘူးလားလှပါတယ်စူစီကလိုချင်လို့လားဟုတ်တယ်ဒါမှပတ်စံမရှိဘူးဂျာကိုကသူမပုံစံမြင်နေရသိပါတယ်ကိုနဲ့ခုမှတွဲရသူစီဟာအခုလိုတင်းချီတန်တဲ့ပစ္စည်းကိုလက်ဆောင်တောင်းတာဆိုတော့ဂျာကိုသဘောမကျပါဒါမဲ့သူကဒီလိုမိမပဲလေကိုနဲ့အခုတွဲနေရမို့လို့သူ့လိုချင်တာဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်လိုချင်မှားလိုက်လေကိုရှင်းပေးမယ်တကယ်နော်ရေးဒါလေးကအကောင်းဆုံးပဲသူ့ရဲ့နှာခေါင်းနမ်းလာရဲ့အနံ့ကင်ထဲရောင်ရဲ့နှာခမ်းနွေးနွေးလေးလောက်တောင်ချုံမြင်မနေခဲ့ပါဒါမဲ့သူမငင်းခဲ့ပါထဲပြားအဝိတ္တိလျှော်နေတဲ့ထဲကိုဘူကန်ခေါ်လိုက်တော့မောကြည့်လာပါတယ်ထဲခုလိုလုံနေရကိုတကယ်မကြည့်ရအောင်ကို့ရုံမှာထဲကိုလက်ထပ်ယူမယ်လေထဲဒီလိုလေးပဲပြောတယ်ထဲတခင်အနားမှာပဲနေကျင်တယ်ထဲရသူမထဲကိုမချစ်တာတခင်မချစ်လေထဲချစ်တယ်ထဲရအောင်ကြည့်ရင်ဘူကန်ရှင်နေနားလာရပါတယ်ဒီကလေးဘာလို့ဒီလောက်တီးခံနိုင်ရလေတွေးမိပါတယ်ကို့လက်ထပ်ပါလားထဲ့ရဲ့ငါအင်အားကြုံလက်ထပ်ခွင့်တောင်းနေရလားဘယ်ချိန်နဲ့ရောက်နေမှမသိတဲ့အကြောင်းကိုဘူကောင်ဒေါသမျက်ဝန်းနဲ့ကြည်နေခဲ့ပါတယ်ပတ်ဘူကန်မင်းကငါပြောခဲ့တယ်နော်မင်းကရှေ့ဆက်တိုးလာတာပဲကြောင်ကိုငါရှင်းပြကင်းထက်အောင်ငါနဲ့လိုက်ခဲ့ဟုတ်လက်အမြန်ဆေးပြီးထွက်သွားတဲ့တခင်နောက်ကိုအမိလိုက်ခဲ့ရပါတယ်တခင်ဘလောက်တောင်စိတ်တူနေလိုက်လေတခင်စိတ်တူရင်ထဲရောင်တကယ်ကိုကြောက်မိပါတယ်အခန်းထဲရောက်တော့တခင်ကထဲရောင်နေရနဲ့ညှက်ပြီးပိတ်ထားလိုက်ပါတယ်ပြီးတော့ထဲရောင်မင်းကလင်းတော်လိုချင်နေရလားဟမ်ထဲမင်းလင်ကိုငါလက်ကကဲပေးဖို့ပြောနေရလားဘာလဲမင်းလင်ကိုအားကိုးတာလားအဲ့လိုမဟုတ်ကင်ထဲရောင်ဒီလောက်အောက်တန်းကြမလို့မထင်ခဲ့မိဘူးသိလားစကားပင်ပြောခွင့်မပေးပဲပြောချင်းဟာပြောပြီးဆွဆွဲချင်တိုင်းဆွဆွဲနေတဲ့တခင်ကိုထဲဘလို့ရှင်းပြမလဲမသိတော့ပါတခင်ကထဲရဲ့နှကန်းတွေကိုအတင်းနမ်းလာခဲ့ပါတယ်ထဲရောင်အသက်ရှူရမတက်ပဲရင်နဲ့အရန်ခုန်နေမိပါတယ်နားရှက်ဖွယ်အတန်တို့ကအတန်ကြာထွက်ပေါ်နေခဲ့ပြီးမှရက်တန့်သွားခဲ့ပါတယ်တခင်ရဲ့စကားကြောင့်ထဲရောင်မျက်ဝန်းတို့ပြူးကျဲကုန်ပြီးရင်ထဲမှာအရာကလည်းအစမတန်ခုန်ပေါက်လာခဲ့ပါတယ်တခင်ပြောလိုက်တာမင်းကနေလက်ထက်ရမယ်ထဲရောင်နဲ့မင်းကနေလက်ထက်ရမယ်ထဲရောင်ဟင်ထဲရောင်ကိုနာကိုမြင်ယုံနိုင်မှာအိမ်မက်များမှန်းနေရလားတခင်ဘာတွေပြောနေလဲထဲရောင်နားမလည်နိုင်တော့ပါဟုတ်တယ်မင်းကနေလက်ထက်ရမယ်မင်းတခြားကောင်နေနဲ့ဖြစ်ချင်တိုင်းဖြစ်နေအောင်ငါလက်မခံနိုင်အောင်ဒါမဲ့မင်းကငားမေကိုလွန်ဆန်းနေရလားမဟုတ်ပါဘူးကောင်းပြီလေဒါဆိုဒီတစ်ပတ်အတွင်းလက်ထပ်ဝဲလုပ်မယ်ပြင်ဆင်ထားထဲရောင်ပါမှပြန်ပြောနိုင်အောင်စွန့်အားနေမိတော့ပါတယ်အချင်းတွေကိုနားမလည်နိုင်သေးပါရုတ်တရက်လက်ထပ်ဖို့ပြောလာတဲ့သခင်ကြောင့်ပြောရမှလားဝမ်းနေရမှလားထဲရောင်မသိတော့ပါထွက်သွားပြီဖြစ်တဲ့အမျိုးသားရဲ့ကြောပြင်းသာငုံငုံငိုင်ထိုင်ကြည့်နေခဲ့ပါတယ်ဂျာကိုမင်္ဂလာပွဲအတွက်ပြင်ဆင်နေရတာတတော့ပင်ပန်းနေဖြစ်ပါတယ်တကယ်ဆိုအလုပ်သမားတွေကိုခိုင်းလေရှားတာမှန်ပေမဲ့ကိုယ်တိုင်ကဒီလက်ထပ်ပွဲကိုစိတ်တိုင်းကြပြုလုပ်ချင်တာကြောင့်အသေးစိတ်ကအစားကိုယ်တိုင်လုံနေခြင်းမှာထဲရောင်ကလည်းဘာမှနားမလဲပါအိမ်အလုပ်တွေလောက်ပဲလုံနိုင်တာမလို့ဂျာကူတယောက်တည်းအကြိုက်သာရွှေ့ပြီးထဲရောင်တော့လက်ထက်ရမယ့်ရက်ကလွဲပြီးကျန်တာဘာမှအတိမပေးဖြစ်ခဲ့ပါထဲရောင်ကလည်းမမေ့တော့သူတို့ကြဘာမှထူးခြားမလာခဲ့ပါအရင်နဲ့မတူတော့တာထဲရောင်ကဂျာကူအခန်းမှာပြောင်းနေခြင်းမှာပဲဂျာကူအနေနဲ့ထဲရောင်လုံးဝမရှုံပါဒါကြောင့်သူ့အခန်းထဲမှာပြောင်းနေစေခဲ့ပါတယ်ဒါတောင်ထဲရောင်ကညင်းနေသေးတာလေဂျာကူကပိတ်ဟောက်လိုက်မှငြိမ်ချသွားတော့တာတခင်ခေါ်တန်တက်တဲ့ကြောင့်ဂျာကူအတွေးကဘာထဲမှာယုံထွက်လိုက်ပါတယ်မင်းကိုတခင်လို့မခေါ်ဘူးပြောထားရမလားဟုတ်ထဲမိသွားလို့ပါအချိန်တိုင်းမေးနေရပဲတောင်းမှန်ပါတယ်ဂျာကူကထဲရောင်လှည့်ပင်မကြည့်ပဲအပြင်ထွက်သွားခဲ့ပါတယ်ထွက်သွားသူကိုကြည့်လို့မျက်ရည်လေးဝဲနေခဲ့ပါတယ်အမြဲလိုကြောခိုင်းသွားတတ်တဲ့ချစ်ရသူအဝေးကငေးကြည့်ုံသာတတ်နိုင်ခဲ့ပါတယ်ဒီနေ့ကထဲရောင်နဲ့ဂျာကူရဲ့လက်ထပ်ပွဲခမ်းမထဲမှာလူတွေစီကားနေပြီးသူတို့သားနှစ်ယောက်ကလည်းထဲဝဲစွာနဲ့လာရောက်လာတဲ့ဧည့်သည်များအဲခံနေကြပါတယ်အချိန်တကူအကြာမှာတော့ခမ်းမထဲဝင်လာတဲ့အမျိုးသမီးတူသူမစူးစီးတာဖြစ်ပါတယ်သူမဂျာကူနောက်ရှောက်သွားလိုက်ပြီးအနာကပ်ကဒါလင်တို့ဒီညအချိန်ပေးမလား
ထဲရောက်မျိုးသမီးရဲ့စကားကြောင့်အံ့ဩသွားမိပါတယ်လက်ထက်ပွဲမှာသူတို့တောက်ဒီလိုပြောတာလေလားတကယ်ဆိုဒီညထဲတို့ရဲ့မင်္ဂလာဦးညလေးဒါအောင်သူကအချိန်ပေးခိုင်းနေရတဲ့လားဘယ်လိုမိမမျိုးလဲထဲအောင်စိတ်ထဲကနေသားအပြစ်တွေပြောနေပေမဲ့အပြစ်မှာတော့ဘာစကားမှထွက်မလာခဲ့ပါထဲအောင်ရဲ့အစင်ရကျွန်းသက်သာပဲမင်းလေးကအချိန်လိုချင်နေပေါ့ပြောပါအောင်အချိန်ပေးရင်မင်းကပြုစုပေးမှလားတေးကြတာပေါ့ကောင်းပြီလေဒါဆိုညကျရင်အိမ်လိုက်ခဲ့ဟုတ်ထဲအောင်ဘာမှဝင်ပြောမိခဲ့ပါစိတ်ထဲမှာကဘာတွေပြက်လို့သူတို့ရဲ့အခြေအနေကိုထဲအောင်ရှင်းမိပါတယ်တေးချပေါင်းမိတ်ဆွေအစင်မဟုတ်တာလည်းသိပါတယ်ဒါမဲ့ထဲအောင်ကသခင်ကိုချစ်တာအပြင်ဘာများတတ်နိုင်သေးလို့လဲအမျိုးသမီးရဲ့နောက်ကိုလိုက်သွားတဲ့ချေရသူကကြံငဲသူတစ်ချက်ပင်ငဲမကြည့်ခဲ့ပါသူ့ရဲ့ဖြစ်တည်မှုလေးကသေးငယ်လုံးလုံးမမြင်နိုင်ခဲ့တာလားသခင်ကသူ့မချစ်ခဲ့ဘူးလားသခင်စီစဉ်တဲ့လက်ထက်ပွဲမှာဘာရွယ်ချက်တွေပါနေလဲဆိုတာထဲအောင်တကယ်မသိတော့ပါထဲအောင်ဆိုတာခတ်တုံးကောင်းလေးတယောက်မို့လို့ချစ်ဖို့နဲ့ငေးကြည့်နေဖို့သာသိပြီးစိတ်နာဖို့မင်းနေလေးပါတယ်ထဲအောင်လည်းဧည့်သည်တွေကိုသာတနန်တလောက်လိုက်အိတ်ခတ်နေပြီးချွဲမင်းဟိုးဆိုတဲ့ကောင်းလေးတယောက်နဲ့စကားပြောဖြစ်ခဲ့ပါတယ်ရွယ်တူလည်းဖြစ်တယ်လို့ဖော်ယူတဲ့ကောင်းလေးကြောင့်ခဏလေးအတွင်းမှာခင်သွားခဲ့ပါတယ်မင်းဟိုးနဲ့စကားပြောနေတော့ဒေါသတကြီးနဲ့ရောက်လာတဲ့သခင်ကြောင့်ထဲအောင်ကြောင်သွားမိပါတယ်ကြောင်ကစူစီခေါ်ရောက်လိုက်လာခဲ့ပြီးစကားတွေဖောင်ဖွဲ့ပြောနေမိပါတယ်ဒီအမျိုးသမီးဒီပွဲမှာအတော်လေးကိုလှနေခဲ့ပြီးသူ့ရဲ့သူတို့သမီးလိုပင်တွေးမိခဲ့ပါတယ်စူစီနဲ့သူ့ရဲ့အချင်းညလေးကိုလည်းစိတ်ကူးတဲ့ပုံဖော်ရင်သူမရဲ့ချစ်စရာအမူအရာလေးတွေကိုကြည့်နေမိပါတယ်ဒီအခိုက်အတန့်မှာထဲရောင်းဆိုတာရှိမနေခဲ့ပါအတွေးရည်သူမသာကြီးစိုးနေခဲ့ပြီးထဲရောင်းမိနေခဲ့ပါတယ်ဒါလေးရဲ့သူတို့သားလောင်းလေးကနောက်တစ်ယောက်နဲ့ตาရလို့ပါလားအခုတည်းကဒါလေးကိုလက်ဆင့်ပေးနေပြီထင်တယ်ကြောင်ကူလဲကြည့်မိတော့တကယ်ပင်တခြားတစ်ယောက်နဲ့ပျော်ရွှင်နေတဲ့ထဲရောင်းအတော်လေးကိုဒေါသထွက်သွားခဲ့ပြီးထဲရောင်းစီတို့ထွက်လာခဲ့လိုက်ပါတယ်အန်ဩကလဲကြည့်လာတဲ့ထဲရောင်းဘာမှပင်မတွေးတော့ပဲအားပပနဲ့လွှဲရိုက်ပြစ်လိုက်ပါတယ်ပါရိုက်ခံလိုက်ရလို့လဲကျသွားတဲ့ထဲရောင်းစပင်းကနေဆွဲမရင်မင်းကငါးနောက်ွယ်မှာတော့မဟုတ်ရှေ့မှာတင်ဖောက်ပြန်နေရပေါ့လေတဲ့မဟုတ်ခံချင်းလုံးလို့ညားတီအောင်မစောင့်နိုင်တော့ထင်တယ်အဲ့လိုမဟုတ်ပါဘူးထဲလေနားတယ်စကားတို့စုံအောင်ပြောခွင့်မပေးပဲစပင်မှာဆွဲကစောင့်တုံးပြန့်လိုက်ပါတယ်လဲကျသွားတဲ့ထဲရောင်ရဲ့အဝတ်တွေကိုဆွဲချွတ်လေးပါတယ်အဝတ်တို့အားဆွဲချွတ်လာတဲ့ကြောင်ကိုထဲအောင်ရဲ့အဆက်သိက္ခာကိုမဆိုင်ခဲ့ပါလူကြားထဲမှာအဲ့လိုပြုတ်မှုနေတော့ထဲအောင်တကယ်ပဲရှက်မိပါတယ်တခင်ထဲတောင်းမှန်တာပါထဲကိုအိမ်အောင်မှကြိုက်တဲ့ပြစ်ပေးပါထဲရှက်လို့ပါကောင်းပြီလေအားလုံးပဲအခုမင်္ဂလာပွဲပြီးပြီမလို့ပြန်လို့ရပါတယ်ကျွန်တော်တို့ခွင့်ပြုပါတခင်ကအေးဆက်စွာနဲ့စကားဆိုခဲ့ပါတယ်တင်းငင်နေတဲ့တခင်ရဲ့အတန်မှန်ပါလို့နေပါတယ်တခင်ဒေါသထွက်နေရသေးကြပါတယ်တခင်ကထဲကိုအားနဲ့ဆွဲဆောင်ကခေါ်လာခဲ့ပါတယ်တခင်ခြေလန်းတို့အတက်နိုင်ဆုံးအမိလိုက်နေရပါတယ်ကားပေါ်ရောက်တဲ့အထိဘာစကားမှမထွက်လာခဲ့ပဲကားကိုအချိန်နဲ့မောင်းနေခဲ့ပါတယ်မေယူတို့ကလည်းထင်းလို့ထဲအောင်အာယုကတခင်ပိတ်တာမင်းအတန်မကြားချင်ထဲအောင်အသက်ပင်မရှူရဲတော့ပါတခင်ကဒေါသကြီးရတယ်လို့ဒေါသထွက်တိုင်းလေထဲကိုနာကျင်အောင်အမျိုးမျိုးလှုပ်တတ်တာမို့ထဲအောင်ကြောက်မိပါတယ်ကားမောင်းလာပြီးအချိန်နဲ့ငယ်အကြာမှာတော့ကားလေးကအင်ကြီးတစ်ခုတည်းသို့ဆက်ရောက်လာခဲ့ပါတယ်ကြောင်ကူကကားပေါ်မှာဒေါသကြီးဆင်းသွားပြီးကားတကောက်စောင်းပေးလိုက်ပါတယ်ထဲအောင်တစ်ချက်တုံသွားမိပါတယ်စင်းစံထဲအောင်အတင်ဆွဲခေါ်လာတဲ့သခင်ထဲအောင်ရှင်နဲ့ကြောက်စိတ်တို့ပုံမကြီးစုလာခဲ့ပါတယ်အခန်းထဲထိဆွဲခေါ်လာတဲ့သခင်အခန်းထဲရောက်တော့ထဲအောင်ကရင်မော်အားနဲ့တွန်းပြလိုက်ပါတယ်ပြီးတော့သခင်ကသူ့အဝတ်သူချွတ်နေပါတယ်ထဲအောင်ပိုကြောက်လာမိပါတယ်မျက်ရည်တွေဝဲလာကအသားတွေလည်းတုံရင်လာခဲ့ပါတယ်ထဲအောင်ရဲ့ပထမဆုံးသခင်ရဲ့ရက်ဆက်စွာအသုံးချခြင်းကြောင့်အကြီးတန်းခဲ့တာမို့ထဲအောင်ကြောက်မိတာအမှန်ပါထဲအောင်စိတ်ထဲမှာဘာလို့ရမဲဆိုတာမစင်စားတတ်တော့ပဲကြောက်စိတ်တဝတာနေရာယူနေခဲ့ပါတယ်ချွတ်စမ်းမင်းရဲ့အဝတ်တွေသခင်ရဲ့မန်းပပပြောလိုက်တဲ့အတန်ဒေါသတန်စွန့်နေပြီးမျက်ဝန်းတို့ကနေရဲကအလိုမကြောက်မှုကြောင့်မျက်ခုံးတို့တွန်းချိုးနေခဲ့ပါတယ်ထဲတောင်းမှမှာရဲ့သခင်ထဲနဲ့အဲ့လိုနဲ့မသိပါဘူးမသိရဲ့ကောင်လေးတောင်လူကြားတဲ့ဒီမရှောင်မဲဖြစ်နေကြပဲ
မင်းနဲ့လှုပ်ဖူးပြီးသားငါနဲ့အခန်းထဲမှာဖြစ်ရတာဘာများစိုးလို့လဲတခင်ကရှင်နာစကားတချို့ဆိုပြီးစကားဆုံးမှမဲပြုံးတစ်ချက်ပြုံးလာခဲ့ပါတယ်ထဲရောက်မှလွတ်လန်းမရှိတော့မှနားလေပါတယ်ဒါမဲ့ထဲရောက်စူးစမ်းကြည့်ချက်ပါတယ်ထဲတောင်းမှပါတယ်မင်းကအခန်းထဲမှာ2ယောက်တည်းခံရတာသိမကြဘူးထင်တယ်ဒါဆိုကိုတို့ပါပလက်မှာသွားလှုပ်ကြမလားမလှုပ်ချင်ဘူးတခင်ထမပြောတော့ပါအောင်လွတ်ပါအပြင်မှာမလှုပ်ချင်ဘူးဟမ်ဒါဆိုလဲနာခံတက်ဆန်ပါဟုတ်ကဲမင်းအဝတ်တွေချွတ်တော့ထဲရောက်မျက်ရည်တွေကျလို့အဝတ်တို့တလွာချင်းချွတ်ချလိုက်ရပါတယ်ပြီးတော့တခင်ကအနားကိုရှောက်ပြီးထဲရောက်ပါဆက်ထဲသို့သူ့အရာအတင်ထိုးသွင်းပါတယ်မနက်ခင်းမှထဲရောက်လေးပင်စွာနိုးလာခဲ့ပါတယ်ဘေးကိုကြည့်ပြီးတော့တခင်မရှိတော့ပါညအတင်တောင်းကျမ်းခံထားတာမို့ထဲရောက်ဒီမနက်အိယာထားနောက်ကျနေခြင်းပါတညာလုံးနီးပါဆက်ဆံခဲ့တဲ့တခင်ကြောင့်ထဲရောက်မိုးလင်းကနေမှအေးခဲရပါတယ်အခုလဲတခင်ကဘယ်ရောက်နေလဲမသိပါအာယူကထားတော့အောက်ပိုင်းကကိုင်းရိုက်ထားသလိုပါတန်ရှင်းလုပ်ပြီးတော့အောက်ထပ်သို့ဆင်းလာခဲ့လိုက်ပါတယ်တခင်ကိုလိုက်ရှာပြီးတော့နောက်ဆုံးတွေးလိုက်ရတာမိဘထဲမှာအေပရွန်တစ်ထည်ဝစ်ပြီးအလုရှုံနေတဲ့တခင်ကဒီလိုတွေလည်းလှုပ်တတ်တာပဲလားလို့ထည့်အောင်တွေးမိပါတယ်ကို့အတွက်ပြင်ဆင်ပေးနေဆိုတော့ရှင်နဲ့ဝမ်းသာမှုတော့အတိုင်းမသိဝင်လာကြပါတယ်ညအဖြစ်ပြက်တွေတော့ခွင်းလုံးမိသွားတဲ့အထိထဲရောင်းကတခင်ကိုဆိုရင်စိတ်ဆိုးဖို့တော့မသိခဲ့ပါဘူးလေဒါလေးရလေကွာမြင်ချက်ပါစူစီဖိုက်စာနေပြီဟုတ်ပါပြီဗျာပြီးတော့မှာပါအတွေးလွန်နေတော့ချွဲပြပြအတန်တစ်ခုထွက်လာလို့ကြည့်မိတော့ထမင်းစပွဲမှာထိုင်နေတဲ့စူစီဒါရီကသူမအတွက်တဲ့လားကင်ထဲရောင်းရင်မင်းရတကယ်စိတ်ကူးချင်တာပဲတခင်ကမင်းကိုဒီလောက်မုန်းတော့မင်းအတွက်ပြင်ပေးမလားတခင်ကိုကြည့်နေမိတာနဲ့ဘေးလိုတော့မမြင်တော့ဘူးတဲ့လေထဲရောင်းကအခန်းတကားပြင်မှာမို့ထမင်းစပွဲရအခန်းမှာမို့မမြင်မိခြင်းမှာထဲရောင်းလည်းပြန်ထွက်လာဖို့လုပ်တော့ဘေးကစပွဲကောင်တိုက်မိပြီးပြုတ်ကျသွားပါတယ်မင်းညတန်းကြောင့်အတွင်းထဲထိစူးအောင်သွားရပြီးအောက်ပိုင်းကလည်းနာလာရပါတယ်ပြန်ထားဖို့ကြိုးစားပေမဲ့မရပဲပြန်ပြုတ်ကျရုံသာရှိပါတယ်တခင်ကစိတ်ပြက်တယ်လို့ကြည့်ကထဲရောင်းစီရှောင်းလာပြီးစူစီဆိုသောမျိုးသမီးကလည်းထဲရောင်းလောင်တယ်လို့ကြည့်လာခဲ့ပါတယ်မင်းကတကယ်စိတ်ရှုပ်ဖို့ကောင်းတယ်သိလားတခင်ကထဲရောင်းထူဖို့ပြင်ရင်ပြောလာခဲ့ပါတယ်တခြားမျိုးသမီးတယောက်ရဲ့ရှေ့မှာအခုလိုပြောခံရတာပိုရှင်နာရပါတယ်ထဲရောင်းမိသွားခဲ့ပါတယ်လက်ထပ်ခဲ့တယ်ဆိုတာလေသူ့ရဲ့အတ္တရဲ့အတွက်ပဲမလားထဲရောင်းချစ်လို့မေတ္တာရှိလို့မှမဟုတ်တာလက်ထပ်လိုက်လို့လေသူကသာထဲကိုပိုင်သွားတာထဲရတော့သူ့ကျွန်တသားပဲမလားဒီတခါတော့စိတ်ဆိုးပြားစီတခင်ခဏလောက်ပဲဖြစ်ဖြစ်မထိပါနဲ့ထဲကိုမထိပါနဲ့ဒါဆိုလေသဘောလေမချီရန်ပြင်းနေတဲ့တခင်ကနောက်ပြန်ဆုတ်သွားပါတယ်ထဲရအောက်နှခံကိုဖိကိုက်လို့အာယုကထားလိုက်ပါတယ်အရန်နာနေပေမဲ့ဘေးရနရန်အာပြုကရှောက်လာခဲ့ပါတယ်အနှဲငယ်လောက်ရှေ့ရောက်တော့သခင်ကသွေးတွေပြန်ထွက်နေရပဲမင်းရဲ့ပေါက်တန်ရှင်းပြီးဒီမှာလေတန်ရှင်းလာလောက်ထားလိုက်သွေးတွေနဲ့ငါရွှွန်တက်တယ်ထဲရောင်တစ်ချက်တော့ပြုံးလိုက်မိပါတယ်ရှင်နေကနာနာကြည်ကြည်နဲ့ဖြစ်ပေါ်လာတဲ့အပြုံးမျိုးရွှွန်နေတဲ့လားမေးချင်မိပါတယ်ထဲရောင်အခန်းထဲထိအာယုကရှောက်လာပြီးရေချိုးခန်းထဲထိရှောင်းသွားလိုက်ပါတယ်ရေပန်းကိုဖွင့်ချရင်ရေပန်းအောင်ဝင်ထန်လိုက်ပါတယ်ရှင်နေကပူလာမှုနာကျင်မှုတွေကပြောပြလို့မရှောင်တစစ်စစ်နဲ့ကြိုက်ခဲနေပြီလေဝမ်းနေမှုတွေကိုဘလို့ကုသရမလဲဆိုတာလေအပြေမရှာတော့တော့ပင်ပန်းနေပြီလူတယောက်ချစ်ရတာဘာလို့ဒီလောက်ပင်ပန်းရလဲနောက်ဘဝသာရှိခဲ့ရင်အချစ်ဆိုတာကြီးကိုမခံစားပြရစေနဲ့ပင်ပန်းလို့ပါထဲတကယ်နာကျင်နေလို့ပါထဲအောင်ငုံရင်စကားတို့စုနေမိပါတယ်အချိန်တော်ကြာတဲ့အထိအဲ့ဒီတိုင်ထိုင်နေခဲ့ပါတယ်ခြေထောက်တွေလေးပြီးဒီကိုယ်လုံးကြိုက်ခဲလာမှရေချိုးခန်းထဲကထွက်လာခဲ့ပါတယ်အဝေးစားလေးပြီးခေါင်းဝရှည်တွေကိုတော့မတုပ်ပဲဒီအတိုင်းသာထားလိုက်ပါတယ်အောက်ထပ်သို့ဆင်းလာကတန်ရှင်းလောက်ရပါတယ်တအိမ်လုံးဘသူမှမရှိတာမို့တခင်တို့မရှိမှန်းသိလိုက်ပါတယ်ကြောင်ကိုထဲအောင်သွားလိုက်မှထဲအောင်ပေါ်အနေငယ်လုံးသလိုခံစားလိုက်ရပါတယ်ဘလို့ဟာလေးမှမသိဘူးဒါလည်းစူစီဖိုက်စာနေပြီဘေးကချွဲပြက်ကဆူလာရဲ့စကားကြောင့်ကြောင်ကိုစိတ်ရှုံးမိတာအမှန်ပါတကယ်ဆိုထဲအောင်နာကျင်စေဖို့နဲ့သူ့ရဲ့အပြင်းပြေကစားဖို့သာဒီအမျိုးသမီးအားသုံးနေချက်မှာဒီမိမငွေရဖို့အတွက်
ဘာမဆိုလုံမင်းဆိုတာကြောင်ကိုသိပါတယ်။ तू ကငွေပေးတယ်။ဒီမိမသူ့အပြင်းပြေကစားစရာဖြတ်ပေးတယ်။ဒီလောက်ပါပဲ။သူတို့ဆက်ဆံရေးကကြောင်ကိုအနေနဲ့သူမပေါ်အထူးတလဲမခံစားတာအမှန်ပါ။အဲ့လောက်စနေလေအင်းရစားလာလေဘလို့ဟာမှမသိဘူး။ဒါလည်းစူစီကိုဘလို့ပြောလိုက်တာလဲ။အခုချက်ချင်းပဲငိုချတော့မလို့နဲ့ပြောလာတဲ့မိမကြောင်ကိုဒါမာယာဒီမန်းသိပါတယ်။တကြိမ်ယူခဲ့ပြီးပြီမို့ဒါတွေကကြောင်ကိုအတွက်ထဲရောက်အတွင်းသားတွေဝင်ထွားရအောင်ရှင်ကုန်စရာမကောင်းတော့ဘူးလေဒါမဲ့ဒီအမျိုးသမီးကိုအတုံးချရအောင်မမလို့တိတ်တော့ကိုမချော့တတ်တာသိတယ်မလားလာအပြင်မှာမနှက်စာလိုက်ကြွေမယ်ဟိဟုတ်ချက်ချင်းမင်းပြောင်းသွားတဲ့မျက်နှာအမူအရာကြောင်ကိုလည်းစိတ်ထဲထားမနေတော့ပဲအပြင်သွားရင်သာပြန်တော့ပါတယ်ကြောင်ကိုအိမ်ပြန်လာချိန်ထဲရောက်မတွေ့ပါဟိုဒီရှာကြည့်ပေမဲ့ဘယ်မှရှာလို့မတွေ့ပါကြောင်ကိုစိတ်ထဲစိုးရင်လာပြီးခြေလန်းတင်မဲ့တုံရင်လာခဲ့ပါတယ်။သူ့စိတ်ထဲမှာထဲရောင်ထွက်သွားပြီလို့ထင်နေမိပါတယ်။ကြောင်စိတ်တို့နဲ့အတူနောက်ဆုံးကြားခဲ့တဲ့နောက်ဆုံးထဲရောင်ရှင်ရနေခဲ့တဲ့ခန်းလေးစီကိုဦးတည်လိုက်ပါတယ်။အခန်းတကာဖွင့်လိုက်ချိန်အိယာထက်အိမ်မောကျနေကောင်းလေးကိုမြင်လိုက်ရမှကြောင်ကိုစိတ်ထဲကအလုံးကြီးကျသွားပါတယ်။ဟောထွက်ပြေးသွားပြီးထင်းနေတာ။ကြောင်ကိုထဲရောင်နောက်သွားလိုက်ပြီးလက်မောင်းကဆွဲမကမင်းကအော်ခေါ်နေရမကြဟင်ဘာလို့ဒီလောက်ပူနေရလဲမိခဲခဲတို့ပူချစ်နေတဲ့အသားကြောင့်ကြောင်ကိုအနှဲငယ်စိုးရင်သွားပါတယ် family doctor အမြန်ခေါ်ကစမ်းသပ်ခိုင်းရပါတယ်လူနာကြမ်းကြမ်းတမ်းဆက်ဆံခံထားရတဲ့ပြင်အေးလည်းမိထားသေးပုံရတယ်ဒါကြောင့်ဖျားတော့တာပါကျွန်တော်အနေနဲ့တော့နောက်တစ်ခါဆက်ဆံရင်အကာအကွယ်နဲ့ချောစီကိုသုံးပြီးစေချင်ပါတယ်ပြီးတော့အတက်နိုင်ဆုံးညင်သာပြီးစေချင်ပါတယ်မင်းကိုစေးကုခိုင်းတာစေးပဲကုငါ့ကိုဆရာလာမလုပ်နဲ့ငါမိမလေးငါလှုပ်ချင်တယ်လို့လုပ်မယ်ဟုတ်ကဲ့တားမမရဲ့သခင်လေးဆရာဝန်လည်းလိုအပ်တာတွေလုပ်ပေးပြီးမှာဆရာရှိရမှာပြီးအမြန်ပြန်သွားလေပါတယ်မဟုတ်ရင်ကြောင်ကိုရဲ့ဒေါသနဲ့အသက်အာမခံချက်မရှိနိုင်ပါကြောင်ကိုထယောင်ပေးမှထိုင်ပြီးထယောင်ညင်ညင်တတလေးစာကြည့်နေမိပါတယ်သူအရမ်းများရက်ဆက်နေပြီလားဒီကောင်လေးမှဘာပြစ်မှမရှိပဲသူဘာလို့ဒီလိုတွေလုပ်နေမိတာလဲကြောင်ကိုအတွေ့တဲ့အမားနဲ့အမှန်ကိုခွဲခြားခတ်နေပါတယ်ငါမင်းကိုသဘောကျနေမိပြီထင်တယ်ဒါမင်းအဲ့ဒါမင်းပေါ်မှာဖြစ်တည်နေရလားမင်းရဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်တည်နေရလားငါတကယ်မခွဲဝေတတ်တော့ဘူးကြောင်ကိုထယောင်ရဲ့ပါးပြင်လေးကိုခတ်ဖွားကိုင်းရဲ့စကားတွေဆိုနေမိပါတယ်ဒီခန်းစားချက်ကိုအချစ်လို့ဝင်မခံချင်သေးပါပထမဆုံးအချိန်မှာအယူလောက်ခံရပြီးမို့ကြောင်ကိုစိတ်ထဲစိုးရိမ်နေပါတယ်ကြောင်ကိုအနေနဲ့ဆိုဟေးပေါ်တန်ရောစင်ရှိခဲ့ရုံမဲဆိုတာကြာလာနဲ့အမျှသိလာရပါတယ်။ကြောင်ကိုဘယ်တော့မှဆိုဟေးကိုမချက်ခဲ့ပါ။စိတ်ကစားခဲ့ရုံတတ်ပါ။ထဲရောက်နိုးလာချိန်အရင်ဆုံးတွေးလိုက်ရတာတခင်မျက်နှာချက်ချောတခင်ကခုံနောက်ကိုမိလို့အိပ်ပျော်နေခဲ့တာပါ။ထဲရောက်ကတခင်ခေါင်းနာမှာစိုးတာမို့ဖြည်းဖြည်းချင်းထပင်ရွှေ့ပင်ရင်ပြန်လိုက်ပင်မယ်အတွေးနဲ့လက်တွေကချားနာစွာထဲရောက်ကနေအောက်မှာပုံပုံလေးကျသွားပါတယ်။အာစူးအောင်သွားသောဝေဒနာကြောင့်ညှဉ်းညူလိုက်မိတော့တခင်ကနိုးသွားပြီးအလန်တကြားကြည့်နေခဲ့ပါတယ်။ထဲဘာဖြစ်သွားသေးလဲအဆင်ပြေရဲ့လားဟုတ်ပြေးပါတယ်။ထဲရောက်မှတခင်အမေကြောင့်အံ့ဩနေမိပါတယ်။တခင်ပုံစံဟန်ဆောင်နေရမျိုးမဟုတ်ပဲတကယ်စိုးရိမ်နေတဲ့ပုံစံမှာဟုတ်လေတခင်ခဏကို့ဘဲချင်းဒီတခင်လို့ခေါ်နေမှလေဂျုံလို့ခေါ်ပါစို့ဟုတ်ကဲရပြီဘာပြောမလို့လဲပြောပါဗျဟုတ်တခင်မားလို့ဂျွန်ထဲ့တောင်စိတ်ကြည့်ပါလားအတီးပေါက်ကြီးနဲ့ပြောလာတဲ့ထဲအောင်ကြောင့်ဂျောင်ကိုဥတူတင်နဲ့ပြန်မေးလိုက်ပါတယ်ဘာလို့လဲထဲ့ရဲ့ဟုတ်ဂျွန်ရုတ်တရက်ကြီးအရန်နေကျူးဆိုင်လာတော့ထဲ့အိမ်မက်မက်နေထင်လို့ဟောဗျာအိမ်မက်ထင်တာနဲ့ပဲဆွဲစိတ်စရာမလိုပါဘူးသိအောင်လုပ်ပေးမယ်ဘလို့လို့စကားပင်မဆုံးသေးအတင်းနန်းလာရဲ့လူဆိုလေးကြောင့်ထဲအောင်ကြောင့်အမိသွားပါတယ်တဖြည်းဖြည်းချင်းနှက်ခမ်းအတွင်းပိုင်းနေထိတိုးဝင်ကရှာချင်းရစ်ပတ်လာပြန်ပါတယ်အချိန်တော်ကြာတဲ့အထိအလွတ်မပေးပဲမမို့တသိမ့်နန်းနေတော့ထဲရောက်အသက်ရှူချက်ကနေရခတ်လာပါတယ်တဖြည်းဖြည်းအသက်ရှူမွားတော့မို့ဂျောင်ကိုရင်ဘတ်ကိုအသာထုတ်ပြီးတတိပေးမှမလွတ်ချင်နဲ့လှုပ်ပေးလာပါတယ်အဲဒီအခါမှာထဲရောက်ရင်နေရမှာကဲဆန်ခံလိုက်ရတယ်လို့အသက်ကိုလူရှုမိပါတယ်ကဲရှုံးပြီလားအိမ်မက်မဟုတ်ဘူးဆိုတာရှုံးပါပြီဂျုံကတကယ်ပါပဲလူရောအတင်း
ထဲအောင်ပြောနေရင်မှရှက်လာတာကြောင့်ပါဇက်ကိုပြန်ပေးလိုက်ပါတယ်တခင်ကထဲလက်ကိုဆွဲယူလိုက်ပြီးကိုကထဲကိုအတင်ဘာဖြစ်လဲဆက်ပြောလေအာမသိတော့ဘူးမသိတော့ဟာဗျာတကယ်ချစ်စရာလေးပါကွာထဲပေါင်းဖိကနန်းလာတဲ့တခင်နှကန်းပါလီဒါရီကတကယ်ဖြစ်နေရလားစိတ်ကိုအိမ်မက်တီးပဲလားဆိုတော့ထဲအောင်တကယ်နားမလဲတော့ပါထဲအောင်ဘာမှလည်းမစင်စားချင်တော့တာမို့ကျွန်းရင်ခွင်ထဲဝင်ပြီးအိတ်ဆက်လိုက်ပါတယ်ထဲအောင်နိုးလာချိန်မှာအရှင်လိုအထီးကျန်မနေတော့ပင်ရင်ခွင်ကျဲတစ်ခုရဲ့နှွေးထွေးမှုကိုအပြေးဝခံစားရပါတယ်ထဲအောင်အိယာထားရင်ပြန်လိုက်တော့တခင်ကအတင်းဖတ်လာပြီးအစောကြီးရှိသေးတာကွာဘယ်သွားဖို့လဲထဲအလုပ်တွေရှိသေးရဲ့လေအခုအဲ့ဒါတွေကအရေးပါလို့လားကိုရဲ့အသေးစက်မိန်းမလေးနဲ့အတူရှိချင်သေးတာမလုံနဲ့အဲ့ဒီအလုပ်တွေကိုဂျုံကကွာကလေးကြနေရပဲဟုတ်ပါပြီဒါဆိုလဲဟော်ဒီယာထဲရဲ့ယောက်ျားရင်ခွင်ထဲမှာပဲဝင်နေတော့မယ်နော်ထဲရကွာကိုအသေးရအောင်လုံနေပြန်ပြီရှယ်ပြတော့ဂျုံကအတင်းဖက်လာခဲ့ပါတယ်ဂျုံရင်ခွင်ကနှွေးထွေးလိုက်တာတကယ်ကိုအေးချမ်းလွန်းနေထဲရောင်ဂျုံဆိုတော့လူသားရဲ့ရှင်ခွင်ထဲမှာတဝါကြီးဝင်နေပြစ်လိုက်ပါတယ်ဒီလူသားကိုအပိုင်ဂျွန်ရှင်ခွင်ထဲကထဲရောင်ခေါ်လိုက်တော့ဂျုံကပြန်ထူးလာပါတယ်ထဲရောင်လည်းခတ်ဖွားပြုံးရင်ဂျုံမျက်နှာငေးကြည့်လိုက်ပါတယ်ထဲဆိုင်ကြည့်နေတော့ဂျုံကသူ့ကိုယ်သူပုတ်တက်ရင်ရှက်တလူလေးဆိုလာခဲ့ပါတယ်ထဲဘာလို့ဒီလောက်စိုက်ကြည့်နေရလဲကွာကိုတော်မနေတတ်တော့ဒါရီကလေအိမ်မက်လိုပဲသိလားအချိန်ခဏလေးနဲ့ပြောက်ွယ်သွားမှာထဲကြောက်တယ်ထဲရလဲကွာမဟုတ်တာတွေအဲ့ဒါတွေးမနေနဲ့နော်ကိုကိုချစ်တယ်မလားထဲကျွန်းသိချစ်တယ်ကိုလည်းမင်းကိုချစ်တယ်ထဲရောင်ကျွန်းပြုံးပြပြီးကရင်ဘွားဆင်ကရေချိုးခန်းနဲ့ဦးတည်လိုက်ပါတယ်ရေကိုတဝကြီးချိုးပြီးထဲရောင်လုံးစရာမရှိရှာကြံလုတ်ခဲလိုက်ပါတယ်ဘာလို့မှမသိပါစိတ်ထဲမှာလေးလံနေပါတယ်ဒါတွေကအိမ်မက်ဆိုရင်တော့ဒီအိမ်မက်ထဲမှာပဲတသက်လုံးနေခွင့်ရဖို့ကထဲရောင်ရဲ့တခုတည်းသောဆန္ဒပါအချိန်တခုကြာတော့ဘာလို့နေမလဲသိချင်လာပါတယ်ထဲရောင်အခန်းထဲဝင်လာခဲ့လိုက်ပါတယ်ဂျုံကပတင်းပေါက်ပေါက်မှမတက်ရက်နေခဲ့ပါတယ်ဂျုံကထဲရောင်လှည့်မကြည့်ပဲစကားဆူလာခဲ့ပါတယ်တကယ်လို့ကိုနဲ့ထဲကိုအားလုံးကခွဲပြစ်မယ်ဆိုရင်တော့ထဲရတော့ကိုဘက်မှာပဲရှိနေပေးမယ်မလားထဲရောင်ကျွန်းစကားအပြေးဝနားမလဲပါဒါမဲ့တေချာပေါက်ထဲရကျွန်းပဲရွေးချင်မှာပါဒါကြောင့်တူတူလေးနဲ့ထဲရကျွန်းအရန်ချစ်တာလေဘသူတွေဘာပြောပြောထဲကျွန်းပဲရွေးချင်မှာပါထဲထဲရောင်ဘက်ကိုလှည့်လာတဲ့ကျွန်းမျက်နှာအတော်လေးညှိုးငယ်နေပါတယ်ဒါကဘာကြောင့်လဲထဲရောင်မတွေးတတ်ပါထဲရောင်ကကျွန်းဆိုတော့မျိုးသားချက်ဖို့လွယ်ရင်ဘာမှမသိတဲ့အထိတုံးအောက်ပါတယ်ဒါကြောင့်ကျွန်းဘာဖြစ်နေလဲဆိုတာထဲရောင်တကယ်ပဲမစင်စားတတ်ပါကိုမင်းကိုသိချစ်တယ်ထဲလဲချစ်တယ်ကျွန်းဘာလို့ဝမ်းနဲ့နေရလဲရင်ထဲနဲ့ရှိရတာမပြောလို့လားမဟုတ်ပါဘူးကိုထဲနဲ့ရှိရပြောပါတယ်ထဲတကူလှုပ်ချင်တာရှိလားထဲလေတလိမ့်ဆန်ဥယျာဉ်သွားချင်တယ်ရုပ်ရှင်ထဲမှာတွေ့တာအမတလိမ့်ဆန်လေးအများကြီးပဲအရန်မိုက်တာထဲဖြစ်ချင်တာကိုကလှုပ်ပေးမှာပေါ့ဟိတကယ်နော်ဒါဆိုအဝေစားသွားလဲလိုက်အောင်မေထဲရအဝတ်လဲပြီးနောက်ကျွန်းနဲ့အတူကျွန်းခေါ်ရနောက်ကိုလိုက်လာခဲ့ပါတယ်အချိန်တစ်ခုတည်းကားစီးပြီးတဲ့နောက်မှာတော့ထဲရောင်တို့ကားလေးဟာတလိမ့်ဆန်ရုံတို့ရောက်ရှိလာပါတယ်ကားပါကဲမှာကားရက်ခဲ့ပြီးထဲရောင်ကတော့ကျွန်းလက်ကိုကားရင်အထဲဝင်လာခဲ့ပါတယ်ကျွန်းဟိုမှာတမင်ကြီးကလှလိုက်တာဂျိုကြီးတွေအကြီးကြီးတွေပဲနော်ထဲတဘောကြလားတဘောကြတာပေါ့ဒါဆိုကိုအဲ့ဒီတမင်ကြီးကိုဝယ်ပေးရမလားဟာဂျွန်ကလည်းအဲ့လောက်တော့မလို့ပါဘူးဒီလိုနဲ့ထဲရောင်တို့လည်းရှေ့ဆက်လာခဲ့ပါတယ်ထဲရောင်ကဂျွန်ရဲ့လက်ကိုကိုင်လို့တွေးသမျှလက်ညှိုးတထိုးထိုးနဲ့နှက်ခမ်းလေးတချွတ်ချွတ်နဲ့ချစ်စရာကလေးတယောက်ပါဂျွန်ဆိုတဲ့အမျိုးသားလည်းထဲရောင်ပြောသမျှမငြီးမညူပဲအပြုံးနေနဲ့လိုက်လို့ပေးနေပါတယ်ထဲစပိန်စီးချင်လို့လားစပိန်စီးသွားတဲ့လူတွေကိုလိုက်ငင်းနေတဲ့ထဲကိုဂျွန်ကမေးလာခဲ့ပါတယ်ထဲရောင်ကသူ့ရဲ့မူပိုင်အပြုံးလေးနဲ့ပြုံးလာခဲ့ပြီးဟိထဲစီးကြည့်ချင်တယ်ဒါပေမဲ့အဟာကြီးကစီးလို့ရပါမလားပြို့ကြရင်ရောကိုကတင်နေမှာပေါ့ထဲကအနောက်ကထိုင်လေအဲ့လိုရတယ်လားရတာပေါ့လာကိုတို့စပိန်သွားငှကြမယ်ဟုတ်ဂျုံကထဲရောင်တင်ရင်မမောနိုင်မပန်းနိုင်နဲ့တလိမ့်ဆန်ဦးရင်အနံလိုက်ပြနေပါတယ်ထဲရောင်ရှင်နေခုံပြီးအရန်လေးပြောပါတယ်ထဲရောင်မျက်နှာမှာလည်း
အပြုံးနေဖြစ်တာဝေစာနေခဲ့ပါတယ်ညနေရောက်တော့ထယောင်တို့လည်းအိမ်ပြန်ခဲ့လိုက်ပါတယ်ကျွန်းဒီနေ့အရန်ပြောတာပဲသိလားကျွန်းရောမပြောဘူးလားပြောတာပေါ့ဗျာဟိထဲလေကျွန်းအရန်ချစ်တာပဲကိုကလည်းချစ်ပါတယ်ဗျာတကယ်လို့ကိုလိုနောက်တစ်ယောက်ထပ်ပေါ်လာရောအဲ့လူတက်ကိုပဲရွေးချယ်ပေးနိုင်မလားရုတ်တရက်အမေကြောင့်ထယောင်အနှဲငယ်ကြောင်အားမိပါတယ်ဘာလို့ဆိုလိုလဲဆိုတာထယောင်နားမလဲပါဒါပေမဲ့ဒါပေါ့ထယောင်ကျွန်းအရန်ချစ်တာပါဆိုကျွန်းမရှိရင်ထဲ့သိမှာတကယ်လားတကယ်ပေါ့ဒါဆိုတက်သေးပြလေဘလို့တက်သေးပြအာဘလို့တက်သေးပြအာဘေးရှိကြောက်ကြီးရဲ့သူကားကိုကွေးစင်ချလိုက်တဲ့ကျွန်းကားလေးကတလိမ့်မီတလိမ့်နဲ့အောက်ဆုံးထိကျဆင်းသွားပြီးနောက်ဆုံးမှပေါက်ကွဲမှုတစ်ခုနဲ့တူကားလေးကမီးလောင်ကပျက်စီးသွားပါတယ်ထဲရောင်လွတ်ထွက်နေတော့အသီးတို့မနဲ့လိုက်ထိန်နေရပါတယ်အတွေးအာရုံနေတဲ့ကျွန်းဆိုတဲ့အမျိုးသားကိုစိုးရင်တကြီးလိုက်ရှာမိပါတယ်အဲ့ဒီအမျိုးသားအပြုံးဖဖပြောရင်ကို့ပဲချစ်ပါကို့ပဲရှုံမားလို့ထပ်တလဲပြောရင်ဝေးတဲ့ဝေးသွားခဲ့ရပါတယ်အမြင်အာရုံတို့ဝေဝါးလာပြီးနောက်မှာထဲရောင်အသီးစိတ်တို့ကလည်းပျောက်ကွယ်သွားရပါတယ်သခင်လေးထဲရောင်လှုပ်လာပြီဘယ်မလဲဟိုမလေးလက်လှုပ်လာတယ်ဟုတ်တာပဲဆရာဝန်အမြန်သွားခေါ်ဟုတ်ကဲ့သခင်လေးဟန်ဆောင်နဲ့ဆရာဝန်ခေါ်ရန်ထွက်သွားတော့ပါတယ်တဖြည်းဖြည်းလှုပ်လာရဲ့ထဲရောင်ကြောင့်ကြောင်ကိုအနှဲငယ်တော့စိတ်လှုပ်ရှားလာရပါတယ်ခဏကြာတော့ဆရာဝန်တွေဝင်လာပြီးထဲရောင်စမ်းသပ်ကြည့်ပါတယ်လူနာအဆင်ပြေနေပါပြီအဖျားရှင်ကြောင့်ရက်ရှည်သတိမေ့သွားတာပါနောက်ရက်နည်းနည်းလောက်နေစိတ်ရင်စင်လို့ရပါပြီဆရာဝန်ပြန်ထွက်သွားတော့ထဲရောင်ကြည့်လိုက်ပြီးကြောင်ကိုကမင်းအဖျားကြည့်ပြီးသတိမေ့နေရတပတ်ကြော်ပြီးအခုမှပြန်သတိရလာတာကျွန်းအဆင်ပြေရဲ့လားဘာဖြစ်သွားသေးလဲယင်မင်းကငါ့ကိုဘလို့တွေလာခေါ်နေရလေပြီးတော့ငါကဘာဖြစ်ရမှာလဲထဲရောင်ပုံစံတစုံတယောက်အရန်စိုးရင်နေတဲ့ပုံမှာသူ့ကိုယ်သူဂီးမဆိုင်ပဲကျွန်ုပ်သာစိုးရင်နေပါတယ်ကားမောက်တုံးကလေကျွန်းတစ်ခုဖြစ်ထင်လို့ယူတော့မလို့ပဲဘာလို့ဒီလောက်ကလေးဆန်ရလဲကျွန်းတစ်ခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲရုတ်တရက်ထားငိုလာရဲ့ထဲရောင်ကြောင့်ကြောင်ကိုဘာလို့လုပ်ရမှန်းမသိတော့ပါသူဘာတွေပြောနေလဲဆိုတော့ကြောင်ကိုတကယ်နားမလဲပါကားမောက်တယ်ကလေးဆန်နေဘာတွေလဲမင်းပြောရရင်ငါနားမလဲဘူးဟန်ဆောင်ဆရာဝန်တော့ခေါ်လာအောင်သူ့ကိုပြန်ဆန်းသက်ဖို့လိုနေပြီထင်တယ်ဟုတ်ကဲ့သခင်လေးဆရာဝန်နေရောက်လာတော့ထဲဆောင်ကိုဆန်းသက်ပြီးတဲ့နောက်ထဲရောင်ကြည့်ရတာမြေမျောနေရဲ့အတွင်အိမ်မက်ရှိတကူမတ်ခဲ့ပုံပဲအဲ့ဒါကိုတကယ်လက်တွေ့နဲ့မှပြီးထဲရောင်ကအခုလိုဖြစ်နေရပါတဖြည်းဖြည်းလက်တွေ့ကိုပြန်လက်ခံနိုင်လောက်စူးစမ်းရပါမယ်ကောင်းပါပြီဆရာဝန်ထွက်သွားတော့ဂျောင်ကူထဲရောင်အဖြစ်ပြက်တွေကိုရှင်းပြတော့ပါတယ်ဒါမဲ့ထဲရောင်ကလက်မခံပါအိမ်မက်မဟုတ်ဘူးဂျွန်ကထဲကိုတိတ်ချစ်တာထဲကိုစနေရမလားဂျွန်ထဲကိုမစပါနဲ့ငါမျိုးကိုစနေရမဟုတ်ထဲရောင်ပြီးတော့မင်းထင်နေသလိုငါနဲ့မင်းကလည်းမချစ်ကြအောင်မင်းအိမ်မက်မန်းနေခဲ့တာမရှုံငါနဲ့ကျုံကိုခွဲဖို့မကြိုးစားကြနဲ့သွားထွက်သွားကြအသေးစိတ်မဲနေသလိုအော်နေတဲ့ထဲရောင်ကြောင့်ဂျောင်ကူတို့လည်းလက်လျှော့ကအခန်းပြင်ထွက်လာခဲ့လိုက်ပါတယ်အပြင်အချိန်တွေကိုသာစောင့်ကြည့်နေလိုက်ပါတယ်ခဏကြာတော့အတန်တိတ်သွားတာကြောင့်ချောင်းကြည့်မိတော့ထဲရောင်ကကနေပေါ်မှာထင်ပြီးတယောက်တည်းစကားပြောနေပါတယ်ထဲရောင်ရဲ့ပုံကသူချေရတဲ့လူတယောက်နဲ့စကားပြောပြီးပြောနေသလိုပါပဲဂျောင်ကူလည်းဆရာဝန်တွေကိုခေါ်ကအဲ့ဒီအချိန်တွေကိုပြကစံတက်ချက်တွေစီစဉ်ရပါတယ်ထဲရောင်ရှိအနေနဲ့ကျွန်တော်ပြောတာကိုတေချာလေးဖြေပေးပါဟုတ်ကဲ့အဲ့တော့ထဲရောင်ရှိနေစကားပြောနေသူကဘာတူလဲထဲရောင်ရှိနေဘယ်လိုပတ်သက်တာလဲကျွန်တော်တေချာပြောပြပေးပါဟုတ်ကျွန်းနာမည်ကကျွန်းပါကျွန်းနဲ့ထဲကလက်ထပ်ထားကြတာကျွန်းကထဲကိုအရန်ချက်ပြီးအရန်လည်းအလိုလိုက်တယ်ဟိထဲလေကျွန်းနဲ့ရှိနေရတဲ့အချင်းဆိုကဘာမှပျော်ဆုံးမယ်ထဲရောင်ရဲ့ကျွန်းကဘယ်လိုပုံစံမျိုးလဲကျွန်းကတိတ်ကိုခန့်ညာတာတိတ်လေချောတယ်ကျွန်းမှာဆွဲဆောင်မှုရှိတယ်နှက်ခမ်းလေးလည်းရှိတယ်ပြီးတော့ဖြူဖွေးတဲ့အသားရည်လည်းရှိတယ်ကျွန်းရဲ့မျက်ဝန်းတွေကအမြဲအဆောင်တောက်နေပြီးကျွန်တော်မျက်နှာရဲ့အကြည့်နဲ့အမြဲကြည့်နေတတ်တာကျွန်းရဲ့နာရန်ဆစ်ဆင်းလေးရဲ့နှက်ခမ်းအောက်ကမှဲ့လေးရဲ့နဲ့ကျွန်းသိလိုက်ဖတ်တာကျွန်းရဲ့ဗလာကြီးတွေအားကိုးချင်စရာကြီးပြီးတော့လေကျွန်းမှာစစ်ပတ်တွေလည်းရှိသေးတယ်ထဲကျွန်းကတကယ်လူချောပါဆိုတခုပါပဲထဲကျွန်းရဲ့ဘဲဘက်ပါမှာအမာယုကလေးအောင်ရှိလိုက်သေးတယ်ကျွန်းတနာပါတယ်ထဲရောင်ပြောနေတာကျွန်းချောင်ကုလားတခင်နဲ့အရန်တူပါတယ်
ထဲတောင်တခင်လို့ထင်ခဲ့သေးတယ်ဒါမဲ့တခင်မဟုတ်ဘူးဆိုတာထဲလဲနောက်မှသိလိုက်ရတာထဲချစ်သူကတကယ်တော်တဲ့လူပါသူကထဲအောင်ဘယ်ချိန်ဒီမှာလာတွေ့တတ်လဲပြီးတော့ရောသူကထဲနဲ့အပြစ်နဲ့အတူတူသွားသေးလားထဲနဲ့တူတခုရောစားသေးလားရှင်ကတော့သွားပါတယ်ကားမောက်ပြီးတတိယလာတော့ဂျွန်ကထဲနဲ့အပြစ်မသွားတော့ဘူးဂျွန်ကအက်ဆီဒန့်ကြောင့်အပြစ်နဲ့တိတ်သွားလို့မရဘူးတဲ့အိမ်မှာထမင်းစားပါဆိုရင်လေဂျွန်ကအားနာလို့ဘယ်တော့မှမစားဒါမဲ့ဂျွန်ကလေအိမ်ထဲကြီးရဲရောက်လာတာပလင်းပေါက်ကနေခိုးဝင်လာတာတဲ့ထဲကတော့ပြောပါတယ်အနေရများတယ်လို့တခင်တွေ့သွားရင်လေပြဿနာတက်မှလေဒါမဲ့ဂျွန်ကထဲကိုမတွေ့ရမနေနိုင်ဘူးတဲ့ကျွန်တော်ပြောတော့တေချာနားထောင်မှထဲရောက်ရှိဟုတ်ကဲ့တကယ်တော့ထဲရောက်ရဲ့ဂျွန်ဆိုတဲ့လူကအပြစ်မှတကယ်မရှိဘူးထဲရောက်ရဲ့မတိစိတ်ကဖန်တီးထားတဲ့ဇယုတ်တစ်ခုပါပဲတကယ်တော့ထဲရောက်ကထင်အောင်ထင်မှဖြစ်နေရပါမဖြစ်နိုင်တာဂျွန်တကယ်ရှိရကျွန်တော်သိတာပဲခင်ဗျားတို့လားမလိမ့်နဲ့ထဲရောက်ရဲ့ဂျွန်ကထဲရောက်နဲ့အပြင်လည်းမသွားနိုင်ဘာမှလည်းမစအောင်အဲ့ဒါသူကတကယ်မရှိလို့ပေါ့ပြီးတော့ထဲရောက်ရဲ့ဂျွန်ထဲရောက်မဲ့မြင်ရလေကျွန်တော်တို့မှမမြင်ရတာခင်ဗျားတို့လားလိမ့်နေတာသွားထွက်သွားအော်ဟေတောင်းကျမ်းလာတဲ့ထဲရောက်ကြောင့်ဆရာဝန်မှအခန်းပြင်သာထွက်လာလိုက်ပါတယ်ကြံခဲ့တဲ့ထဲရောက်ကတော့အချိန်တစ်ခုတည်းအော်ဟေတောင်းကျမ်းနေပြီးခဏနေတော့ငြိမ်သက်သွားပါတယ်တယောက်တည်းစကားတွေထိုင်ပြောရင်ရေမောနေပါတယ်စိတ်ဓာတ်ကြကထွက်လာတဲ့ဆရာဝန်ရဲ့မျက်နှာမှာဂျောင်ကိုပို၍စိုးရင်စေးပါတယ်ဘာလို့လဲဆိုတော့တေးကြတဲ့အဖြေမရှိပေမဲ့ဂျောင်ကိုအနေနဲ့ထဲရောက်ခုလိုဖြစ်နေအောင်တကယ်မမြင်ချင်ပါတခင်လေးမြင်တဲ့အတိုင်းပါပဲထဲရောက်ရှိရဲ့အခြေအနေကတိတ်ပြီးမကောင်းကျွန်တော်စမ်းသပ်ရတဲ့လောက်တော့ထဲရောက်ကစိတ်ရောဂါခံစားနေရပုံပဲဒီလိုမျိုးကဖြစ်လေဖြစ်တာရှိပေမဲ့အဖြစ်နှဲပါတယ်လူတစ်ယောက်ကအရန်အထီးကျန်ရတာမျိုးအရန်ကိုစိတ်ပင်ပန်းရတာမျိုးဒါမှမဟုတ်ရင်သူမျောလင့်ထားသမျှဖြစ်မလာတဲ့အခါမျိုးတွေဆိုရင်သူတို့ရဲ့မသိစိတ်တွေထဲမှာသူတို့ရဲ့စိတ်ကူးတွေကိုအကောင့်ထဲပေါ်ပေးမယ်ဇက်ကောင်တစ်ခုဖန်တီးလိုက်တယ်အဲဒီဇက်ကောင်သူတို့ကအပြင်လောကရှိရလို့ယုံကြည်နေကြတာကျွန်တော်အထင်တော့ထဲရောက်တခင်လေးကိုကြိတ်ချစ်ခဲ့ပုံပဲထဲရောက်ရဲ့စိတ်ကူးတွေကဇက်ကောင်ရဲ့ပုံစံတခင်လေးဖြစ်နေတယ်ထဲရောက်ကသူမရနိုင်တဲ့ပျော်ရွှင်မှုစိတ်ကူးနဲ့တီးဆောက်ယူလိုက်မိတဲ့သဘောမျိုးပါသူပြန်ကောင်းလာဖို့ဘာလုပ်ရမလဲပြန်ရောကောင်းလာနိုင်လားဟုတ်ကဲ့ကောင်းလာနိုင်ပါ रे ဒါမဲ့အချိန်တော့ယူရပါလိမ့်မယ်ဆေးရုံပုံမှန်လေးတိုက်ပေးပြီးတခင်လေးကိုယ်တိုင်ရသူ့အချိန်ပေးအလေးထားပြီးချစ်ပေးဖို့လိုပါတယ်သူစိတ်ကူးတဲ့ဘဝမျိုးလက်တွေ့မှာရှားလာတဲ့အခါသူမသိစိတ်ကဖန်တီးထားတဲ့စက်ကောင်ကလေတဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်တခင်လေးအနေနဲ့ထဲအောင်အတော်လေးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ကောင်းပါပြီဆရာဝန်ထွက်သွားပြီးရဲ့နောက်မှာတော့ကြောင်ကူတွေးဝေစွာရက်နေမိပါတယ်ကြောင်ကူစိတ်တဲ့နောင်နာရနေမိပေမဲ့တကယ်တမ်းတော့နောင်နာတို့သူဝင်မခံချင်ပါထဲအောင်ချစ်နေမိပြီလို့ထင်နေပေမဲ့အဲ့ဒါဝန်ခံမှုအင်အားမရှိခဲ့ပါတကယ်တမ်းသူဝန်ခံမှုစူးစမ်းစင်မှာတော့ထဲအောင်ကအခုလိုတွေဖြစ်သွားတယ်လေကြောင်ကူကထဲအောင်ရှိရာအခန်းလေးစီသို့ဦးတည်လိုက်ပါတယ်ထဲအောင်ရဲ့အပြုံးတို့ကတကယ်ကိုအသက်ဝင်လာတာမို့ထဲအောင်ရဲ့စိတ်ကိုရင်ဆက်ကောင်းတော့ကြောင်ကူမနာလို့ဖြစ်သွားမိပါတယ်သူကထဲအောင်ပြောအောင်လှုပ်ပေးနိုင်တယ်လေကျွန်တော်တော့ထဲအောင်မျက်ရည်ကြောက်မယ်လုံနေကင်းမိတာထဲကြောင်ကူတိုးဖဖလေးခေါ်တော့ထဲအောင်ကလှည့်ကြည့်လာပါတယ်ဟင်ထဲရဲ့ဂျွန်ဟာဒီမှာလေထဲဘလူနဲ့စကားပြောနေရလေမဟုတ်တာဂျွန်ကဒီမှာဘယ်ရောက်သွားလဲဂျွန်ကြောင်ကူစကားကိုညင်ရင်တစ်ဖက်ကိုလှည့်ကဂျွန်ဆိုတဲ့နတ်စားကိုတကြီးကြီးအော်လို့မရှိရဲ့လူတယောက်ကိုလိုက်ရှာနေပါတယ်ကြောင်ကူလည်းထဲအောင်ပြန်ကောင်းလာဖို့ဝရေးကြီးတာမို့ဆက်လင်ရပါတယ်အာဂျွန်ကထဲကိုစလိုက်တာဂျွန်ကထဲကိုမျက်လိုက်ပြလိုက်တာလीအော်ထဲရဂျွန်ကိုတခင်ထင်းနေတာဂျွန်ကအဲ့လူရုံးမှတခင်ဖြစ်เสียလားထဲရဲ့ဟင်းဟုတ်ပါပြီဒါနဲ့ဂျွန်ဒီနေ့ထိုးစမ်းနေရနော်ထဲအောင်စကားကြောင့်ဂျောင်ကိုအနှဲငယ်တုံလုံးသွားပါတယ်ထဲအောင်ရှင်းမိသွားပြီလားဘာလို့လဲထဲရဲ့အော်အရင်ဆိုရင်ဂျွန်ရဲ့ကိုလို့သုံးနေကြအောင်ဒီနေ့မှဂျွန်ဆိုပြီးပြောနေလို့လေဂျောင်ကိုသာထူရချင်းစိတ်ပေါက်သွားရပါတယ်ကိုဟာကိုပြောရင်ရှာတော့ထဲအောင်ကအဲ့ဒီလိုဂျွန်လို့ခေါ်ရဲဆိုပြီးတကြုံနဲ့ချွတ်နေတာအာအဲ့ဒါအော်ကိုကလေအဲ့လိုသုံးကြည့်ချင်လို့လေကိုရဲ့ထဲလေးကခေါ်တဲ့နန်းစားလေးနဲ့သုံးပြောချင်လို့ဘာလဲထဲရမကြိုက်လို့လားမဟုတ်ပါဘူးကြိုက်တာပေါ့အရန်ကြိုက်တယ်ကျွန်းထဲလေးတဘောကြရင်ပြီးရပါပဲဗျာဟိ
တဘောကြတယ်အဲ့ဒီအခါမှာကြောင်ကူရင်ထဲမှာအလုံးကြီးကျသွားရပါတယ်ထဲအောင်ရှင်းမိသွားပြီးဆိုပြီးစိုးရင်နေမိတာအခုမှအစဉ်ပြေသွားတော့တယ်ထဲကို့အခန်းထဲသွားရအောင်ကျွန်းတော့မနေညပဲဖြစ်ထားတာထပ်ပြီးတော့လားဟင်ဘာအောင်ကြောင်ကူဦးကြောင်ဖြစ်သွားရပါတယ်သူကတကယ်ကိုတဘောရိုးနဲ့သူ့အခန်းမှာလိုက်နေဖို့ခေါ်တာပါထဲအောင်ကဘာတွေပြောနေရလဲကြောင်ကူနားမလဲပါသူပဲမနေ့ကအတင်းလုပ်ပြီးအခုကျမသိချင်အောင်စောင့်နေတယ်နှက်ခမ်းထော်ကမျက်နှာလေးရဲလို့ပြောလာရဲ့အတန်လေးကခက်တိုးလေးရဲ့ပါမဟုတ်မှထဲရောင်းကအဲ့ဒီကိစ္စတွေထိပါစိတ်ကူရင်ထားတာလားအတွေးနဲ့တင်ထဲရောင်းစိတ်ကူတွေကဂျွန်ကြောင်ကူဆိုတဲ့ကောင်ကြောင်ကူတက်ချင်စိတ်ပေါက်သွားရပါတယ်ကိုပြောတာကိုနဲ့တူအခန်းထဲလိုက်နေဖို့ပြောတာထဲရနေမကောင်းလေအော်ဟုတ်သားပဲဟိထဲမိသွားလို့ကျွန်းလာလေဘာလုပ်နေရလဲဟိလာပြီစူပပုတ်နဲ့လမ်းခေါ်တဲ့ကောင်လေးနောက်ကိုပြေးလိုက်ရပါတယ်။ကြောင်ကိုတွေးမိလိုက်တာတော့ဒီကောင်လေးသူ့ကိုအတွေးထဲမှာတော်တော်လေးအနာရှူးနေရပဲ။မဟုတ်ဘူးခမရတို့လင်းနေတာဂျုံကအဲ့လိုမဟုတ်ဘူးအာထေအောင်ခြောက်ကြားစွာနဲ့နိုးလာရပါတယ်။ထေအောင်နိုးလာခြင်းဘေးဘီကိုကြည့်မိတော့ဘသူမှရှိမနေပါ။နာယူအကြေးရောက်မိတော့နှစ်နာရီတော့ညွန်ပြနေပါတယ်။ထေအောင်နင်းငယ်တွေးဝေသွားပါတယ်။ဂျုံကဒီချိန်ကြီးပေများသွားနေရလေ။တီးကျင်စိတ်တို့နဲ့တူလိုက်ရှာကြည့်ပေမဲ့ဘယ်မှမတွေ့ပါနောက်ဆုံးမိဖို့ကြောင်ထဲမှာဂျုံတွေးလိုက်ရပါတယ်အဲ့ဒီကမှစိတ်အေးသွားပြီးကြောပေးကဖုံးပြောနေကျွန်းစီတို့ထေရောင်ဦးတည်လိုက်ပါတယ်ထေရောင်ခေါ်လိုက်ရင်ကျွန်းအနောက်ရှက်ဖြစ်သွားမှဆိုလို့တိတ်လေးသာကျွန်းစီလာခဲ့လိုက်ပါတယ်ဒါမဲ့ကြားလိုက်ရတဲ့စကားတန်တချို့ထေရောင်ချစ်နေရဘာမှထူးမလောက်ခမပြောတော့ကျွန်တော်ကသူ့စိတ်ကူးရကျွန်းလိုဟန်ဆောင်လိုက်ရင်တဖြည်းဖြည်းအဆင်ပြေသွားမှာပါဆိုအခု3လတောင်ရှိနေပြီသူကသူ့စိတ်ထဲကကျွန်းလိုပဲထင်နေရခမရတာတေးကြတယ်ပြောနေတာထေရောင်ကတနေ့တခြားသူ့စိတ်ထဲကကျွန်းဆိုတဲ့ကောင်ပဲတန်းတနေတာကျုပ်ကလည်းသူ့စိတ်ထဲကဇယလို့ထင်ပြီးကောင်းနေတာထေရောင်မျက်ဝန်းထက်မှမျက်ရည်ကျလာခဲ့ရပါတယ်ရှင်ထဲမှာလည်းတင်းကျပ်မှုတွေကနေရာယူလာခဲ့ပါတယ်မျက်ရည်နဲ့အဲ့ဒီစကားတန်တို့ထက်တလဲလဲပြန်ကြားရောက်နေမိပါတယ်ထေရောင်ရဲ့ကဘာလေးကပြိုပြတ်သွားခဲ့ရပြီးဒါရီကအလိညာတွေတဲ့လားတခင်ကထဲရအောင်အယူတရားလိုတတ်မှတ်ပြီးဒီတိုင်းတနာနေခဲ့ရုံလားဒါမှမဟုတ်ကြိတ်ပြီးမှလောင်နေခဲ့မလားဟင်ထဲဖုံပြောပြီးလှည့်လာရဲ့ကြောင်ကထဲရအောင်မြင်တော့လန့်သွားရပါတယ်မျက်ရည်တွေနဲ့နာကြီးစွာစိုက်ကြည့်နေတဲ့ထဲကြောင်ကြောင်ကိုရင်နေပူလောင်လာရပါတယ်ကြောင်ကိုအတွေးထဲမှာပိုပြီးကြောက်လာမိပါတယ်ထဲကိုရှင်းပြမပြောနဲ့ခမရဲ့အလိညာတွေအယုံသွင်းမဲ့စကားတွေကိုကျွန်တော်မကြားချင်တော့ခမကျွန်တော်လိန်ညာခဲ့တာပေါ့လေခမကျွန်တော်တနာစရာတရားဝတကောင်လို့မြင်နေခဲ့တာလားခမရဲ့အတူရောင်နေရဲမှာကျွန်တော်ตายရနေခဲ့မိတာထဲရမျက်ရည်တွေအဆက်မပြတ်စီးကြလျက်အော်ငိုကစကားတွေကိုစက်တိုက်ပြောနေခဲ့ပါတယ်ထဲရအောင်ကြည့်ရင်ဂျောင်ကိုရှင်နေနာလာရပါတယ်ဒီလူသားလေးကိုသူ့ထပ်ပြီးနာကျင်အောင်လုံးမိပြန်ပြီလေကိုတောင်းမမရဲ့ထဲ့ရဲ့ကိုမှရွေးချယ်စရာမရှိတော့ကိုထဲ့ကိုမဆုံးရှုံးနိုင်ကိုထဲ့ကိုချစ်နေမိပြီထဲ့ရဲ့ခမကျွန်တော်ညာပြောနေတာခမကျွန်တော်မချစ်ဘူးခမအတောက်ပဲခမချစ်တာခမရဲ့အလိညာတွေနဲ့ကျွန်တော်ထပ်ပြီးကစားအောင်မလို့လားခမကျွန်တော်ရယူခဲ့တာကြီးရောခမအလိုအတွက်ပဲလားထဲရောင်ရဲ့ငိုတန်တွေကတစားပြီးတစားတဲလောင်လာခဲ့ပါတယ်ဟန်ဆောင်ကလည်းစိုးရင်တကြီးရောက်လာခဲ့ပါတယ်တခင်လေးအကိုလေးကဘာဖြစ်တာလဲဟန်ဆောင်ငါဆရာဝန်နဲ့ဖုန်းပြောနေတာထဲကြားသွားတယ်ထဲတော်စိတ်ထိခိုက်နေငါဘာလုပ်ရမလဲကျွန်တော်ဆရာဝန်ခေါ်လိုက်ရမလားကြောင်ကိုကောင်းကြီးပြလိုက်တာနဲ့ဟန်ဆောင်လည်းပြေးထွက်သွားပါတယ်ကြောင်ကိုကတော့ထဲရအောင်ဆက်လျှော့နေရပါတယ်ထဲဘာလို့မလို့လဲအတောင်ချတာရုတ်တရက်ငိမ့်နေရမှအတင်းရုံကအသီးလေးရဲ့ဓာတ်အောင်ရှုပြီးသူ့လေဘေးမှာသူ့ထောက်ထားတဲ့ထဲကြောင်ကိုပူထူသွားရပါတယ်ထဲရောင်အချင်းနေရတဖြည်းဖြည်းပူပူဆိုးလာခဲ့ပါတယ်ထဲရလိမ့်မပါတယ်ဂျုံပြောတာနားထောင်မှာအတောင်ချလိုက်တော့မချဘူးခမမုန်းနေခမကျွန်တော်လိမ့်ညာပြီကျွန်တော်ဘဝတည်းမကောက်ကျွန်တော်ခန္ဓာကိုယ်ပါချဲလဲချဲလဲခဲ့တာခမတိတ်ရက်ဆက်တယ်ထဲချင်းလွဲနေရပါကိုထဲကိုချစ်လို့ရယူခဲ့မိရပါကိုခွင့်လွတ်ပါကွာကိုတောင်းမှမရင်နော်ဂျာကိုအလင်းနဲ့ထဲရောင်လက်ကတောင်းလူကအဝေးသို့ပြစ်ထုတ်လိုက်ပါတယ်ထဲရောင်ရှင်ခွင်နဲ့တင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်
ရင်ခွင်ထဲကအတင်းယုံနေတဲ့ကလေးငယ်ကိုကြောင်ကူရှင်နနာနဲ့ပွေးဖက်ထားမိပါတယ်။ဒါတွေကကိုကြောင့်ဖြစ်လာခဲ့ရတယ်ဆိုတဲ့နောင်နာတရားတွေကကြီးစိုးနေခဲ့ပါတယ်။ကြောင်ကူတကယ်ပဲနောင်နာရပါတယ်။အဖြူထဲလေးကိုကြောင်ကူအယောင်နေစိုးကစိတ်တန်ရာတွေများစွာပေးခဲ့ပါတယ်။ကြောင်ကူရှင်နေပူလောင်တရက်ပူလောင်နေရပါတယ်။ရှင်နေကနေမုံကြောင်နေတဖွာပြောနေတဲ့ကောင်လေးကိုကြောင်ကူနနာကျင်ကျင်နဲ့ပင်ဖက်ထားခဲ့ပါတယ်။ဒီတော့တွင်ထေအောင်နဲ့ဆက်နွယ်ခဲ့တာမှားပါတယ်။ဒါမဲ့ထေအောင်ထင်တယ်လို့စိတ်ဆန္ဒတစ်ခုတည်းနဲ့မဟုတ်ခဲ့ပါ။ကိုချစ်သူလိုချင်တတ်မှတ်တဲ့စိတ်တစ်ခုတည်းနဲ့ဖြစ်ပါတယ်။ကြောင်ကူအနေနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမတားဆီးနိုင်တာကြောင့်ထေအောင်ပေါ်ကြမ်းတမ်းခဲ့ပေမဲ့ဒါတွေကချက်လို့ဖြစ်လာခဲ့တာကြီးပါ။တခင်လေးဆရာဝန်ရောက်ပါပြီ။ဒေါက်တာလှုပ်ပါအောင်။ထဲအရင်စိတ်ဆိုးနေတယ်။ကိုတက်သေးဖို့ထိပါလုံနေတာ။ထဲကိုကဲပါအောင်။ကြေအောင်ချောက်ချားနဲ့ပြောလိုက်တခင်လေးကိုကြည့်ရင်ဟန်ဆောင်စိတ်မသက်သာရပါတခင်လေးကဘသူ့ပေါ်မှာဒီလိုမစိုးရင်ခဲ့တယ်လို့ဒီလောက်လည်းမချစ်ခဲ့ပါတခင်လေးရဲ့ဘဝဘာလို့ဒီလောက်ကန်ဆုံးမှုတွေဖြစ်နေရလဲလို့ဟန်ဆောင်တွေးမိပါတယ်ချစ်ချင်းမြတ်တောင်နားမလည်မှားခဲ့တာအတွက်ပြစ်ဒဏ်ယူမတတ်နာကျင်တည်ရဲ့လားတခင်လေးရဲ့တခင်လေးကျော်စိတ်အေးထားပါထဲအောင်စိတ်ငြိမ်စိတ်ထိုးရလိမ့်မယ်ဆရာဝန်ကပြောလိုက်တော့ထဲအောင်ဖတ်ထားရင်ပဲစိတ်ထဲခွင်ပြုတ်လာပါတယ်အစာပိုင်းမှာရုံးကန်နေတဲ့ထဲအောင်ကလည်းခဏအကြာမှာတော့ငြိမ်ချသွားပါတယ်။ထဲအောင်အိတ်ခမ်းထဲသို့ခေါ်လာပြီးအိယာပေါ်တင်ကဆောင်ကြုံပေးထားလိုက်ပါတယ်။အိမ်မောကျနေတဲ့ထဲအောင်ရဲ့လက်လေးကိုကိုင်လို့ကြောင်ကူမျက်ရည်တွေကျနေမိပါတယ်။တောင်းမှန်ပါတယ်ဆိုတဲ့စကားကိုလည်းအကြိမ်ကြိမ်ရှေ့ရွနေမိပါတယ်။တခါတရံကိုရဲ့မတိစိတ်ကရွေးချယ်လိုက်တဲ့ချစ်ချင်းမြတ်တောင်ကျွန်တော်တို့မျက်ွယ်ပြဖို့စူးစမ်းဖူးကြပါတယ်။ဒါမဲ့အချိန်မလိုခင်အဲ့ဒီအချက်တွေကိုကျွန်တော်တို့ပြန်လက်ခံမိရင်တော့နောင်နာစရာကြီးကလွတ်မြောက်နိုင်ပေမဲ့အချေးဆိုတဲ့အရာကနေရှောင်ပြေးဖို့ကြိုးစားရင်အချိန်လွန်သွားခဲ့မယ်ဆိုရင်တော့နောင်နာတွေကကျွန်တော်တို့စောင့်ကြိုနေမှာပါခါသေးတဲ့နောင်သားတွေရဲ့တန်ခမ်းမှုမခံရခင်အမြန်ဆုံးပြင်ဆင်သင့်တယ်မလားအချစ်စီကနေထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ကောင်လေးရဲ့စက်သိန်းကရောလှနိုင်ပါမလားထဲအောင်တယောင်လေးပင်စွာနူးလာခဲ့ပါတယ်တကူလုံးကာယိုင်ထားသလိုပဲနာကျင်နေပြီးစိတ်ခံစားချက်တို့ကလည်းဗလာနတ်ထိယုံကြည်မှုတို့ရိုက်ချိုးခံရပြီးတဲ့အခါရှင်တွေကမွန်းချက်မှုတွေဟာရှင်နေနေတဲ့လူတယောက်လားပင်ပန်းမှုတွေကိုသာထက်တလဲလဲမွေးဖွားပေးနေပါတယ်။ထဲရောက်ဒီခံစားချက်တွေကနေလွတ်မြောက်ပေးမယ်လမ်းရှာနေမိပါတယ်။အခန်းပပတ်လေးကိုကြည့်ပြီးတော့တဝူးတလေမှရှိမနေခဲ့ပါ။အခန်းတကားစီရှောက်သွားပြီးအခန်းတကားကိုဖွင့်ကြည့်တော့လည်းဖွင့်မရပါ။ဟမ်တခင်ဟာထဲကိုအယုတ်တရုပ်လိုကစားချင်နေရပဲ။ထဲရောက်ခနဲ့တဲ့ပြောရင်ခက်တူစကားလေးတချို့ဆိုလိုက်မိပါတယ်။ရှင်နေရနာကျင်မှုတွေကိုထဲရောက်မျက်ွယ်ပြုချင်လာပါတယ်။ရေချိုးခန်းထဲသို့ဝင်လာလိုက်ပြီးမှန်တစင်မြင်နေရတဲ့ကိုယ့်ရဲ့ပုံရိပ်ကိုပြန်ငှေ့ရင်နာကျင်ခြင်းနဲ့ကြီးစိုးနေရပါတယ်။ဟာဒါတိတ်မိုးစရာကောင်းတဲ့လူတစ်ယောက်လေးကြည့်တာမင်းမရှိမှအေးချမ်းသွားမှာကင်းထဲရောက်ရင်ဟာထဲရောက်မှကြည့်ရင်အယူတယောက်လိုဟာတိုင်ရနေခဲ့ပါတယ်။တကယ်ကိုသူ့စိတ်တွေကလူထွက်သွားခဲ့ပြီလေ။ထဲရောက်အခန်းပြင်ထွက်လာတော့ဘာရဲ့မဟုတ်ပါစပွဲလေးပေါ်အခြေရောက်မိတော့အသေးလေးထားတဲ့ဓာလေးတစ်လက်ကအမြင်အာရုံတို့ဖမ်းစားသွားတဲ့အခါထဲရောက်မျက်တောင်ဖြတ်ကနေခတ်သွားပါတယ်။ထဲပြောက်ွယ်သွားပေးရမလား။ထဲရောက်တူလေးဆိုလိုက်ပြီးဓာလေးစီကိုဦးတည်နေခဲ့ပါတယ်။ဓာလေးကိုနှလုံးတတဲ့ကိုချိန်လိုက်ပြီးတဲ့အခါနှက်ခမ်းပါချက်မှာအပြုံးနုနုလေးကိုစင်မြန်းလိုက်ပါတယ်။တခင်ထားရနေဆေးရသွားမဲ့အရှုပ်လေးကတခင်စကားနားမထောင်ခြင်းတော့ထဲအရန်ပင်ပန်းနေပြီမလို့တခင်ကမှအရန်ချစ်နေမိရဲ့ဒီနှလုံးသားထဲအပြစ်ပေးတော့မယ်နှလုံးခုန်နေတွေ့တခင်ပေါ်ထားတဲ့အချက်တွေကရက်တက်နိုင်မှာမဟုတ်ဘူးအခုတော့ထဲအဆုံးသက်ပေးလိုက်တော့မယ်ထဲရောင်ကနှလုံးသားအတွင်းသို့ဓာလေးကိုထိုးသွင်းပြစ်လိုက်ပါတယ်ပြီးတော့မြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်ထဲရောင်ရဲ့နှကန်းတွေကခပ်ပပလေးပြုံးနေခဲ့ပါတယ်ပြီးတော့ထဲရောင်ရဲ့မျက်ဝန်းတွေကမျက်ရည်ကြီးလေးတွေကျဆင်းနေပါတယ်သူ့ရဲ့ဓာတ်ထိုးခံထားတဲ့နှလုံးသားလေးကလေသွေးရဲတွေအဆက်မပြတ်စီးဆင်းနေခဲ့ပါတယ်။ကြောင်ကိုတယောက်ထဲရောင်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆရာဝန်နဲ့တိုင်ပင်ဆရာရှိရတိုင်ပင်ပြီးအိမ်သို့ပြန်လာခဲ့လိုက်ပါတယ်။ဘာရဲ့ကြောင်မှမသိပေမဲ့သူ့ရင်ထဲမှာအမည်မသိတဲ့ခံစားချက်တွေကြီးစိုးနေခဲ့ပါတယ်။တခုခုဆုံးရှုံးရတော့မလို့ခံစားနေခဲ့ပါတယ်။ကြောင်ကိုအိမ်တို့သာအမြန်မောင်းပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါကောင်လေးစီကိုဦးတည်ခဲ့လိုက်ပါတယ်။လေကားတက်တွေကိုတစ်ထစ်ချင်းထက်ရင်နီးလာလေးတင်းကျပ်လာလေးဖြစ်တဲ့ရှင်ဘတ်တဆုံရဲ့
အခန်းတကားလေးကိုဖွင့်လိုက်ချိန်မှာမြင်လာရတဲ့သွေးပြတ်ဖွယ်မြင်ကွင်းလေးတစ်ခုထဲဘာလုပ်ကြလဲမဟုတ်ဘူးကိုဒီလိုအဖြစ်မခံနိုင်ဘူးလေအာကြောင်ကိုအော်ရင်ကိုကျွေးနေမိပါတယ်ကိုလုံးငယ်လေးကအေးဆက်လို့နှကန်းတော့ဖြူဖြောနေခဲ့ပါတယ်သွေးတွေကြားထဲမှာလှပပလေးအေးဆက်နေတဲ့ကောင်းလေးကတေဆုံးပြီးတဲ့တိုင်အောင်လှပနေခဲ့ဒီမှာပြေးစုံတဲ့ပကြီးကားလေးတစ်ချက်အလားပါဟင်းထဲကိုအဲ့လိုမထားခဲ့ပါနဲ့ကိုတောင်းမှတ်ပါတယ်ကိုစီပြန်လာပါထဲပြောတော့ကိုနဲ့တက်တက်လုံးနေမှဆိုကိုလေထဲအတွက်တောင်းမမှာအိမ်လေးသလုံးဝယ်ထားတယ်စံချောင်းလေးလေးပါတယ်ပြီးတော့တလိမ့်ဆန်လေးတွေရောတဘာဝရှုခင်းလေးတွေထဲစိတ်ကူးတွေကအတိုင်းပဲလေကိုတေချာပြင်ဆင်ထားတာထဲဘာလို့လုံးရက်လိုက်တာလဲကိုစီကဘာလို့ထွက်သွားရလဲကြောင်ကိုအယူတရလို့အော်ငိုနေခဲ့ပါတယ်နောက်ဆုံးတော့အတ္တတွေကနှလုံးသားကိုရောဘွားကိုပါတန်းခတ်သွားခဲ့တာရှင်နဲ့နင့်နေခံစားချက်ကြီးဟာဘယ်လိုစိတ်မျိုးနဲ့မှကုနိုင်ပါမလဲချစ်ချင်းတို့ကိုဝန်ခံရရင်ရှားရည်သားနဲ့အတ္တတွေမာနတွေကိုရှေ့တန်းတင်ခဲ့မိပါတယ်နောက်ဆုံးတော့ရှားလာတာနောင်နာတွေရဲ့ပါမနက်ခင်းလေးကတိတ်တာရနေခဲ့ပါတယ်တက်ကိုင်းလေးတွေပွားကျင်းငက်လေးတွေကလည်းတချီချီနဲ့တေးဆူနေကြပါတယ်စမ်းချောင်းလေးမှာရှီလာတောက်ကြတဲ့တလိမ့်ဆန်လေးတွေကလည်းအဆုလိုက်ပါမုံလာဦးရီကိုခိုးနေတဲ့ရုံလေးကလည်းချစ်စရာသိကောင်းနေခဲ့ပါတယ်တောင်ပေါ်ကအင်းလေးတစ်လုံးနဲ့အမျိုးသားလေးတယောက်ထွက်လာခဲ့ပါတယ်အသက်အရွယ်အဖြစ်40ဝန်းကျင်လောက်ရှိရဲ့အဲ့ဒီအမျိုးသားအသက်နဲ့ပင်မလိုက်အောင်ခန့်ညာပြီးကြည်ကောင်းလုံးနေခဲ့ပါတယ်အမျိုးသားရဲ့လက်ထဲမှာလည်းနင်းစီဖြူလေးတစ်ပွင့်ကိုကန်ဆောင်ထားခဲ့ပါတယ်သူကတနေရာကိုဥတီသွားလိုက်ပြီးလက်ထဲကနင်းစီလေးကိုအဖြူရောင်အုပ်ကူလေးပေါ်တင်ထားလိုက်ပါတယ်ပြီးတော့အမျိုးသားခန်းနွမ်းလေးကြည့်ရင်ဒါ9962ဖွင့်မြောက်နင်းစီဖြူလေးပဲချိန်ဒါနဲ့ဆိုရင်ကိုထားသွားတာရက်ပေါင်း9961ရက်တောင်ရှိရောပေါ့ပြီးတော့အဲ့ဒီအုပ်ကူလေးကိုတန်ရှင်းလုပ်ပြီးအုပ်ကူလေးဘေးမှာထားရင်စာအုပ်တအုပ်ကိုဖတ်ပြနေခဲ့ပါတယ်စာအုပ်လေးရဲ့အမည်ကနောင်တာတဲ့ပန်းလေးတွေငိုးနေတဲ့အချစ်ရဲ့ဒါရအေးသွားပြီဖြစ်တဲ့မင်းကတိတ်လာနေလို့တဲ့အဲ့လိုပြောပြီးကောင်းလေးကမျက်ရည်လေးတွေကျလာခဲ့ပါတယ်ဆုံရှုံပြီးတဲ့အခါမှာငါပိုင်ဆိုင်ခဲ့တာတန်မိုးပြတ်မရတဲ့အရာပါလားဆိုပြီးနောင်နာတွေရှားနေလို့လေအရာအလုံးကနောက်ကျသွားခဲ့ပြီလေနောင်နာတွေကဒီလောက်ခါမှန်းသိရင်အစာတွေကယူခဲ့ပါမလားတဲ့ဒီနေ့ရောဒီလောက်ပဲတော့ထဲနေဝင်တော့မှမို့ကိုလည်းအိမ်ထဲဝင်တော့မယ်ညကြရင်ကိုအိမ်မက်ထဲကိုလာခဲ့အောင်မလားကြောင်ကစကားတချို့ဆိုပြီးသူ့ရဲ့အိမ်လေးစီကိုပြန်သွားခဲ့ပါတယ်ထဲရအောင်ဆုံးရှုံးပြီးရဲ့နောက်ကြောင်ကသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးလူဒန်းပစ်ခဲ့ပြီးထဲရောင်ရဲ့တန်ရာရီစောင်းလေးထဲမှာရေးထားတဲ့အတိုင်းစောက်ထားတဲ့အိမ်လေးထဲမှာနေပြစ်ခဲ့ပါတယ်မနက်အိယာနိုးတိုင်းနင်းစီဖြူလေးတစ်ပွင့်နဲ့အုပ်ကူလေးကိုရှောက်လာပြီးစကားတွေပြောမယ်စာအုပ်တွေဖတ်ပြမယ်တန်ရှင်းလုပ်ပေးမယ်တနေ့ကုန်အချင်းကုန်ဆုံးမယ်နေဝင်ခနေရင်တော့သူ့ရဲ့အိမ်လေးတွေကိုပြန်သွားလေရဲ့ကြောင်ကတိတ်ချစ်ခဲ့ပါတယ်မျက်နှိုးရတဲ့ကောင်လေးကိုချစ်ပါတယ်ဆိုပြီးဘာလို့မလိုက်သွားခဲ့ရလဲလို့မေးရင်ဖြေစရာဖြေရတခုတည်းရှိလိမ့်မယ်အဲ့ဒါကတော့ထဲပေါ်လုပ်ခဲ့တဲ့အဖြစ်တွေအတွက်မသိမချင်းနနာချစ်ချစ်နဲ့ပေးဆက်ခြင်းလို့ပါဆိုပြီးလေကြောင်ကအသက်မသေးခဲ့ပါဘူးသူ့ရဲ့နှလုံးသားနဲ့ဘဝကတော့တည်သွားခဲ့ပါပြီကြောင်ကူဆိုတဲ့အမျိုးသားလေးကသူ့ရဲ့နောက်ဆုံးချိန်ထိချေရတဲ့ကောင်လေးကိုတန်းတာရင်ကုံဆုံးခဲ့တယ်လေဒါမဲ့ဘယ်သူမှမသိခဲ့တာကတော့ကြောင်ကူရဲ့ဘေးမှာအဖြူရောင်ရှိတ်လေးကနောက်ဆုံးချိန်ထိရှိနေခဲ့တယ်ဆိုတာပါအကျက်ကိုမျက်ွယ်ပြဖို့ကြိုးစားခြင်းဟာတစ်ချိန်မှနောင်နာကြီးစွာနဲ့တိတ်နာနေမဲ့တန်းရောက်တင်နှလုံးသားကိုပေးလိုက်တာပါပဲပရိသတ်များရှင်နိုးခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ချစ်ရတဲ့သခင်ဆိုတဲ့ဘီယန်ဇာတ်လမ်းကောင်းလေးရဲ့အစဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်နောက်နေ့မှလည်းဘလို့ဘီယန်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များနိုးနဲ့တူတူစောင့်မျှော်အားပေးကြပါအောင်ရှင်နိုးတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးများနားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြေပြောင်းနိုင်ကြပါစေလို့နိုးတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။ကဲဒါဆိုရင်နောက်နေ့မှပြန်လည်တွေ့ဆုံကြမယ်နော်။ Bye bye